Hello Sky အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Stoner ဘုံကအယူပဲဖြစ်ပါတယ်အခုရဲ့ level လေးနဲ့မိတ်ဆက်ပေးပါဦး Hello မင်္ဂလာပါကျွန်တော်နာမည်ကတော့ဘာမီဂရိုပါဖြစ်ပါတယ် ဘာလို့ပြောလို့အခု fan စဆိုင်တော့ fan မဟုတ်တော့အခုအပင်စဆိုင်တော့အတွေ့အကြုံပါရဲ့အတွေ့အကြုံလေးတွေအမှတ်တရလေးတွေရှိဟုတ်ပြပြီပေါ့အပြင်စားထိုက်တော့ကျွန်တော်ရည်စရာဒီပေါ့ဗျာတည်ရမလားစားထိုက်တော့စိုက်တီပေါ့ စိုက်ပြီ စိုက်တွေကတော်တော်များများတည်တာပဲဗျာဟိုစားတောက်ဘူးရဲ့အချိန်မှာပါလာတဲ့အစီကျွန်တော်တို့အဲ့လိုမြေကြီးမှာကျဲလိုက်တာမျိုးဟိုနေရာလေးမှာခွက်ကလေးနဲ့ပြူလိုက်ဒီနေရာလေးမှာခွက်ကလေးနဲ့ပြူလိုက်မပေါက်လာဘူးကျွဲထိတ်ချသွားတာနဲ့ပေါက်လိုက်ရင်ခဏတရက်နှစ်ရက်နဲ့တည်သွားတာလေအဲ့ဒါမျိုးတွေပဲကြုံနေရတယ်ကျွန်တော်ကြောင်းပြီးတဲ့အချိန်ပေါ့နော်2019လောက်မှာကျွန်တော်တို့လည်းဝိဝဲတောင်းနေတယ်ကျွန်တော်တို့စီကြောက်အစီ90လောက်ရလာတယ်ဘော်ရိုင်းနဲ့စီကြောက်စုတောက်ရရင်လည်းဗျာအဲ့တော့ကျွန်တော်တို့အဲ့ရလာတဲ့အစီလေးကိုကျွန်တော်ဦးလေးရင်ပြီးလိုက်တယ်လက်ဆောင်အဲ့ကောင်တွေကဘာမျိုးတွေဘာကောင်တွေဘာမျိုးကြီးလဲဆိုတော့ကျွန်တော်တို့အဲ့ကောင်ကကြောက်ကြီးဗျကြောက်ကြီးကျွန်တော်တို့ဝယ်တော့ကြောက်ကြီးကိုအဲ့ကျွန်တော်2000ဝယ်တော့တာတကယ်ကြီးနေဘော်ရိုင်းဒီကိုစုပြီးတော့အဲ့ဒီတာတွေတော့ရှိတယ်ဟုတ်တယ်ဝယ်တော့ဒီလောက်ဝယ်ရတယ်ဗျာနည်းနည်းပဲဗျာကျွန်တော်တို့9ယောက်လောက်စုပြီးတော့တောက်ကြတာတောက်တဲ့အချိန်မှာအဲ့လိုအစီ90လောက်ပါလာတော့အဲ့အစီဦးလေးကသူဆိုင်ကျင်နေပေါ့နော်သူ့အိမ်မှာသူစိုက်ကြည့်နေတယ်ဆန်းထိုက်ကြည့်တယ်ပေါ့ပြောတော့โอเคဆိုပြီးကျွန်တော်အဲ့ဦးလေးကိုပြီးလိုက်အဲ့စီ90ကိုသူစိုက်လိုက်တာ9ပင်ပေါက်လာ9ပင်ပေါက်လာသူကလည်းလူမမြင်အောင်လို့အဲ့လိုချန်စီဦးရဲ့ဘေးမှာချန်စီဦးကလူတီးတရက်နီးပါးလောက်ရှိတယ်ဗျလူဆိုင်လောက်ရှိတယ်ရင်ဘက်လောက်ရှိတယ်ပေါ့အဲ့လောက်ရှိတော့သူကအဲ့ဘေးမှာလူမမြင်အောင်သူကတ်ဆိုင်လိုက်ဆိုင်လိုက်တော့အဲ့9ပင်ကိုနောက်တော့သူ2ပင်သေးသွားတယ်ကြက်ရက်သွားလို့ဆိုပြီးတော့2ပင်သေးသွားတယ်သေးတော့သူ3ပင်ကျန်3ပင်ကျန်တော့နောက်အပင်လေးရဲ့ပထမတော့ဗျာတစ်ထွာလောက်ပဲရှိတယ်ဗျာဒီဖြည်းဖြည်းကြီးလာနောက်ကျွန်တော်ခီးမထွက်ခင်ပေါ့နော်အလုံးနဲ့ခီးမထွက်ခင်မှာ1000လောက်ဖြစ်လာတယ်အဲ့ပင်1000လောက်ဖြစ်လာဩအဲ့လောက်ဆိုရင်တော့ဒီ easy site လို့ရတယ်ပေါ့ကျွန်တော်လည်းမပြပြောင်းနေအဲ့လေအလုံးကြတော့ကျွန်တော်9000ဘက်ကိုအလုံးသွားလောက်လိုက်တယ်ပေါ့နော်အလုံးသွားလောက်လိုက်တော့နောက်တစ်လားလောက်ကြာတော့အပင်တော်တော်ကြီးလာတယ်ခြံသီးတဝက်နီးပါးလောက်ဖြစ်လာတယ်နောက်2လလောက်ကြာတဲ့အချိန်မှာခြံသီးလောက်ဖြစ်လာတယ်ဗျာဟိုအေးကိုတူရီနဲ့ပြော2လလောက်တော်တော်ကြီးလိုကေ2လလောက်ဆိုတော်တော်ကြီးဗျာသိရမလားအမြင့်နဲ့ဟိုက်အဖိုးမကွဲသေးဘူးအဲ့အချိန်မှာအဖိုးမလည်းမကြည့်တယ်ဘူးအဖိုးမဆိုတာလည်းမသိဘူးဗျာအေးတော့မြင့်အဲ့တော့အပင်ရအဲ့လို3ပင်ခြံသီးလောက်ဖြစ်လာနောက်3လလောက်ကြာတဲ့အချိန်မှာသူအပင်ခြံသီးထဲကိုကြော်သွားအပေါ်တော်တော်ကြီးနေပြီဗျာအဲ့လိုပန်းနေပါရဲ့တော့သူကစပြီးတော့ flower တွေပွင့်နေပြီပေါ့နော်ပွင့်နေပြီအဲ့အချိန်မှာအဲ့လိုရွာထဲကကျွန်တော်တို့တငယ်ချင်းတွေကျွန်တော်တို့ညီကိုတွေရှိတယ်ဗျာကျွန်တော်တို့အလုပ်သွားနေမရှိဘူးပေါ့နော်သူတို့ကအဲ့အပင်ကနေရွက်တွေတော့ခူးတယ်အဲ့လိုရေတွေနဲ့ပြုတ်တောက်တယ်ပြီးတော့အဲ့လို6ခံပြီးတော့အဲ့လိုဖကြမ်းနဲ့လိပ်ပြီးတော့တောက်ကြတယ်ဗျာသိရမလားအဲ့တော့ဒီဆေးကြောက်ဆိုတာဗျာအခုလို့ဒီ auto တွေ OG တွေပါလေဆိုမရှိသေးဘူးဗျာ local တောင်ကျွန်တော်တို့ net မမှန်သေးဘူးဗျာ2000 local တော့2019လောက်မှာတိတ် net မမှန်ကြသေးဘူးဗျာသိရအဲ့တော့မှတော်တော်ဝယ်ရဟုတ်တယ်ဝယ်ရတာခက်တယ်ဗျာသိရဖန်နေအောင်ပြီးဟိုင်းနဲ့ရောင်းတာပြီးတော့နယ်ပဲဆိုတော့ပိုဆိုးတယ်ဗျာရန်ကုန်မဟုတ်ဘူးဗျာနယ်ပဲဆိုတော့ပိုဆိုးတယ်အဲ့ရွက်တွေသူတို့တော့ခူးပြီးတော့တောက်ကြတယ်အဲ့တော့လူကနည်းနည်းအတိများလာကြတယ်ဗျာရွာထဲမှာဆိုတော့များလာတော့ပြီးတော့အဲ့ဦးလေးရတယ်သူကဘောလုံးပဲပြတယ်ဘောလုံးပဲပြတော့သူ့ရင်ဟိုလူပြိုတွေလာဘောလုံးပဲလာကြည့်ရလူတွေများတယ်ဗျာသိရမလားလူတွေများအဲ့တော့သူကလည်းနောက်အိမ်ရှိကြီးမှဆိုကြောက်လာတော့သူတူးပြီးတော့သူနေရာနောက်အိမ်တော်ဝေးကိုချွေပြီးတော့စိုက်လိုက်တယ်ဒါပေမဲ့စိတ်မကောင်းစရာပဲပေါ့တေသွားခဲ့တယ်ပထမဆုံးကြည့်ကျွန်တော်တို့အပင်မြင်ဘူးရပါတော့အဲ့နောက်ပိုင်းမှာကျွန်တော်တို့2018ပေါ့နော်2018မှာဒီဆေးရောက်ကိုပြေဝင်ရရှိပါညာဆိုပြီးတော့အဲ့လိုစိတ်လမ်းမောင်တို့ပါတော့အဲ့လိုဟိုစန္ဒတွေပါပြရတယ်လေနောက်ပိုင်းအဲ့လိုဆေးရောက်ပြေဝင်ရရှိဆိုပြီးတော့တခြားဒီလုံစော်တဲ့ပေတွေရှိတယ်အဲ့အချိန်မှာကျွန်တော်တို့ကလည်းကျွန်တော်အဲ့အချိန်မှာအလုံးမှာပဲရှိသေးတယ်ပေါ့နော်2018အဲ့အလုံးမှာပဲရှိသေးတယ်ဆေးရောက်ကတော့အဲ့လိုဟိုဆိုင်ဖို့စိတ်ဝင်လာနေပြီပေါ့18ကနေကျွန်တော်အဲ့19ကျတော့ကျွန်တော်အလုပ်ကထွက်လိုက်ပြီးတော့ဟိုရွာပြန်ရောက်လာတဲ့အချိန်ပေါ့ကျွန်တော်စီးကြောက်ဆိုင်ကိုစိတ်ဝင်လာတော့ကျွန်တော်အဲ့လိုမျိုးစီးတွေဝယ်ဆိုင်တယ်ဝယ်ဆိုင်ပြီးတော့အဲ့ချိန်မှာစီးကြောက်တရေဝင်ရမယ်လို့လည်းပြောကြတယ်ဗျာသိလားရနိုင်ဒီဆိုင်ပြေးဝင်ကြီးဥယျာဉ်လင်းဟိုဒီ
NLD ရဲ့လွတ်တော်တွေပါတယ်မှာတင်သွင်းမှုအထိကိုအဲ့လို try လိုက်ကြတယ် လောက်ရတယ်ပေါ့နော်ပြီးတော့ဒီဆေးကြောင်မှမဟုတ်ဘူးပြီးတော့ ham ပေါ့နော်ဒီ ham ကိုတရားဝင်ရရှိရေးဆိုပြီးတော့လည်းအဲ့လိုပေးမယ်ပေါ့နော် အေးဘာလဲဟန်လောက်ရေးပေးတော့ အဲ့လိုလောက်ရရဗျာပြီးတော့ဒီမန်လေးတိုင်းမြစ်တာမှာလည်းအဲ့လိုဟိုဧက60စိုက်ခင်းတစ်ခုရှိတယ်ဗျာအဲ့ဒီမှာကျွန်တော်တို့ကလည်းယူသွတ်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီတရုတ်ကလည်းမြန်မာပြည်မှာလာပြီးတော့ဟန်နဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဆိုပြီးတော့ဟိုသတင်းတွေထွက်တယ်ဗျာအဲသတင်းတွေထွက်တော့ကျွန်တော်တို့ကလည်းတရားဝင်ရမယ်လို့ထင်တာပေါ့ကျွန်တော်တို့တရားဝင်ရမယ်ထင်ပြီးတော့အဲ့ချိန်မှာကျွန်တော်တို့ရဲ့ဒီပြောင်းနေဆိုင်တဲ့နေရာမှာကျွန်တော်တို့ခိုးဆိုင်ပြောင်းပြင်ကြားထဲမှာအဖေကြီးအများကြီးခိုးဆိုင်ပြောင်းသေးတယ်အဲ့ဒီချိန်မှာကျွန်တော်တို့3လလောက်ကြာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုကျွန်တော်တို့အမှကျွန်တော်တို့ကနေဘက်ဆိုတော့ဗျာလူတီများလာတယ်ဗျာဒီလားဒီဝိဆိုင်တာကိုလူတီများလာတယ်ဟုတ်လူတီများလာတော့မနာလိုရဲ့လူကြီးကတိုင်လိုက်ပေါ့တိုင်လိုက်တဲ့ခါကျတော့အဲ့ဒီမှာရဲတွေလာဖမ်းဟာအဖေဘယ်လောက်ဆိုင်တာကျွန်တော်အဲ့တော့အပင်900ထိုက်တယ်အပင်900ထိုက်တယ်ဆိုတော့ဘယ်လိုမိပါကျွန်တော်တို့အဲ့ဒါနှုတ်တယ်ပေါ့နော်နှုတ်တယ်ဒါပေမဲ့မိသွားတာပါပဲမိသွားခဲ့တယ်ပေါ့နော်ဒီရဲတွေရောအဲ့လိုစစ်သားတွေရောအဲ့လိုစစ်ကားတွေနဲ့လာဖမ်းကြတယ်တိုင်တဲ့လူကအဲ့လိုငရုတ်ခင်းနဲ့အဲ့ဆေးကြောက်ခင်းနဲ့တွဲနေတာဆိုတော့အဲ့လိုခင်းရအရင်အကြီးလိုမျိုးဖြစ်သွားတာပေါ့နော်အကြီးလိုမျိုးဖြစ်ပြီးတော့သူကအကြီးထင်ပြီးလာဖမ်းတာတကယ်တမ်းတော့အဲ့လောက်မကြီးဘူးတကယ်တမ်းကျတော့အဲ့တော့အပင်900ဆိုပြီးမယ်လေအပင်လေးတွေကမစိုက်တတ်သေးဘူးဗျာတိတိလေးတွေပြည့်အဲ့ဒါကိုတိုင်တဲ့လူကဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာငရုတ်ခင်းနဲ့ရောပြီးတော့အခင်းကြီးဆိုပြီးတော့လာဖမ်းကြတယ်အပီပြေမောသူကလာဖမ်းကြကျွန်တော်တို့သတင်းတွေပါတယ်အဲ့လိုနည်းနည်းလေးပေါ့နော်နိုင်ဝက်လောက်ကြိုရတော့ကျွန်တော်တို့နှုတ်တင်တာတွေလည်းနှုတ်ဖြည့်သီးတင်တာတွေဖြည့်သီးပြီးကျွန်တော်တို့ကတော့ရှောင်နေရတာတော့ကျွန်တော်တို့ရွာလူတွေကကျွန်တော်တို့စီစဉ်ပေးတယ်ဗျာအဲ့ရှောင်လို့ရအောင်အဲ့လိုစီစဉ်ပေးတယ်ဟုတ်ပါပြီအဲ့ဒါဖြည့်သီးတာပေါ့နော်ပြည့်ရပါလေစားတိုင်းအချိန်မှလည်းပြက်တာဟုတ်တယ်ဟာပါလေတော့ဘာမှမလုပ်ရသေးဟုတ်တယ်အဲ့လိုတွေမှအဲ့လိုရှိနော်ဟုတ်ကျွန်တော်တို့ကပြင်ဝင်ရမယ်လို့ညွှန်လေးထားတာပေါ့နော်2020မှာလည်းညွှန်လေးနေတော့ပဲအဲ့လို NLD ကပြီးမယ်ပေါ့နော်ဆေးရောက်တရားဝင်စိုက်ခွင့်ပြီးမယ်ပေါ့ဟမ်မို့တရားဝင်စိုက်ခွင့်ပြီးမယ်ပေါ့သူတို့ဆွေးနွေးတယ်ပေါ့နော်ဒီကျမ်းမိုင်ဝင်ကြီးဌာနနဲ့လည်းဆွေးနွေးတယ်ပြည်ထောင်ဝင်ကြီးဌာနနဲ့လည်းဆွေးနွေးကြတယ်အဲ့ဒါရှယ်ပဲတော့အဲ့ဒီအချိန်ဒါအဲ့ဒီအချိန်တွေကအဲ့ချိန်မှာကျွန်တော်တို့ကဗျာအဲ့လိုတရားဝင်ရဖို့ယူသွတ်တာဗျာသိလားဟိုမြန်မာတရားဝင်ရမယ်ဆိုကျွန်တော်တို့တွေ fan တွေစိုက်ရမယ်လို့ယူနေတာဗျာဒီ trader ယူတာ trader ယူတာလို့ရဆိုတော့ဖြစ်လာနိုင်ရှိပါတယ်ဟုတ်ကောင်းတယ်ကိုပြီးတော့အခုဟုတ်ပြောကိုပြီးတော့ကျွန်တော်တို့ကအဲ့စားဆိုင်တဲ့အချိန်မှာပေါ့နော်ဒီဖမ်းခံလိုက်ရပါမယ်ကျွန်တော်တို့တရားဝင်ရမယ်လို့ပဲမျှော်လင့်နေတာဗျာဒီတော့တရားဝင်ပြီးမယ်လို့ပဲမျှော်လင့်နေထားမျှော်လင့်နေတော့မယ်ဟုတ်မျှော်လင့်နေတော့မယ်အဲ့အချိန်မှာထိုင်းကစေးကြောက်ကိုတရားဝင်ပြီးလိုက်လို့ကျွန်တော်တို့အိမ်မက်တွေကအဲ့လိုဝါးကနေဆိုပြီးတော့တကယ်ကြီးဖြစ်လာတာဗျာဒီလေရလေးကိုတော့ကျွန်တော်တို့ကဒီအဲ့မှာမြန်မာပြည်အေးကိုမြည်မဟုတ်တာတခုပဲအဆင်ပြေတာဂျန်နာရီလုံးကတော့ဝယ်ယူလို့ဝယ်ရလွယ်တယ်ပြီးတော့အဲ့လိုမျိုးသူ့ရဲ့ law အောက်ထဲမှာနေရလို့ရှိရင်အကုန်လုံးအဆင်ပြေတော့ကျွန်တော်တို့က law အောက်ထဲကနေပဲသွားတော့ဟုတ်တယ်အဆင်ပြေပေါ့နော်ကျွန်တော်တို့လည်းစတော့လာတော့ကျွန်တော်တို့လည်းစေးစာရွက်တွေနဲ့တောက်တယ်ပေါ့နော်ဒါကြောင့်ဟုတ်တယ်ကျွန်တော်တို့အဆင်ပြေကျွန်တော်တို့လည်းစေးစာရွက်တွေနဲ့နေတယ်ပြည့်ရမှာကျွန်တော်တို့လည်းခွန်ဆောင်ထားရပေါ့ဗျာအဓိကတော့ခွန်ဆောင်ပြီးနေခင်ဗျားတို့အခုထိုင်းမှာနေပြီးတော့ဝီတောက်မယ်ဆိုခွန်ဆောင်ပြီးတောက်ဟုတ်တယ်ဖွင့်ကြောင်းတော့ခွန်ဆောင်ရတယ်ဗျာသိလားဆော်အန်ရသိလားအဲ့လိုပဲဝီတောက်နေနိုင်ငံတော်နဲ့အန်ပြီးလိုက်โอเคဟုတ်ပြီးတော့အကို fan တစ်ခုဒီ fan ပေါ့ဒီ fan ကိုအကို fan စတဲ့အခါမှာအဲ့လိုပေါ့အချိန်ဘယ်လောက်ယူပြီးပြင်ဆင်ခဲ့ရတယ်ပြီးတော့အဲ့လိုမျိုးအမှတ်တရပေါ့အကို fan စတဲ့အချိန်မှာလို့ခက်ခဲအမှတ်တရတွေပြောပြပြီးပေါ့ကျွန်တော်အဲ့ outdoor fan ကြီးပေါ့နော်စစိုက်ဖို့အတွက်ကျွန်တော်ပထမဆုံးစစိုက်ရနှစ်မှာတစ်နှစ်ခွဲလောက်အချိန်ယူခဲ့ရတယ် fan တစ်ခုအောင်မြင်တဲ့ fan တစ်ခုပြင်ဖို့တော့ဖြစ်လာဖို့အတွက်ကိုတစ်နှစ်ခွဲလောက်အချိန်ယူပြီးတော့ပြင်ဆင်ခဲ့ရတယ်ပေါ့နော်ပြင်ဆင်တယ်လို့မရအဲ့ဒီတစ်နှစ်ခွဲလောက်ကြာပြီးတဲ့ site တဲ့သူကြာပြီးတဲ့အချိန်ကျမှထွက်လာတဲ့ fan ကျမှသူကပစ္စည်းကောင်းပါတော့ quality ရောအဲ့လိုဟိုစိတ်ချရတယ်ကိုလိုချင်တဲ့အနေနဲ့ကိုဈေးကွက်တွေကိုချပြီးဖြတ်ပြလို့ရတဲ့အနေနဲ့ကိုဖြစ်လာတာတကယ်ဟုတ်တယ်နော်ဘာလို့ကိုဖြစ်နေတဲ့တိုင်းနဲ့အရှိမတွေကဟိုကြည့်ရဖြ
ချက်ချင်းမဖြစ်လာနိုင်ဘူးလေနော်အချိန်တွေပေးရမယ်ကိုနေရာဒီဆောက်ကပြီး ပြီးတော့ကျွန်တော်အဲ့လိုစထိုက်တဲ့အချိန်တွေရဗျာဒီ genetic နဲ့ပတ်သက်ပြီးတော့ဗျာကျွန်တော်အဲ့လိုကိုယ် creation လုပ်ချင်တယ်ပေါ့နော်ဒီကိုယ် strain တခု fan လေးကျင်တယ်အဲ့လို fan လေးကျင်တယ်ကိုယ့်ရဲ့ fan မှာလည်းကိုယ် strain ကိုစိုက်ချင်တယ်ပေါ့နော်တခြား strain တွေဝယ်ထိုက်တာပဲဒါပေမဲ့ကိုယ် creation နဲ့ရှိရမယ်ဗျာအဲ့လို fan တိုင်းမှာကိုယ် strain မရှိရဘူးဗျာဒါပေမဲ့ကျွန်တော် fan မှာကိုယ် strain ရှိချင်တယ်ကိုယ် brand ရှိချင်တယ်ဒါမျိုးပေါ့အဲ့ဒါလေးကိုစာပြီးစောက်လုပ်တာပဲနော်အစီတွေကတောင်းဝယ်နေတဲ့လူတွေကကြာပြီဗျာလွန်ခဲ့တဲ့3နှစ်4နှစ်လောက်ကလေးရဗျာအဲ့လိုအပင်ရဲ့ပုံစံတွေကိုသူတို့ကကြိုက်ကြတယ်ဗျာကြိုက်ကြတော့အစီတွေရောင်းပေးပါဘောနော်ဒါပေမဲ့ကျွန်တော်အဲ့အချိန်တော့မရောင်းဘူးဆိုတော့ကျွန်တော်စပြီးတော့ breed နေတဲ့အချိန်ဖြစ်လို့stable ရမ်းမဖြစ်သေးဘူးဗျာဒီကိုဒီ genetic တွေက stable မဖြစ်သေးဘူးကွဲပြားသေးတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်စိတ်မချအားမရသေးတယ်ကျွန်တော်မရောင်းသေးဘူးဗျာအခုချိန်မှာကျွန်တော်ကstable ဖြစ်လာပြီပေါ့နော် stable ဖြစ်လာပြီကျွန်တော်ကိုယ်တိုင်စိတ်ချရပြီအားရပြီဆိုတော့ကျွန်တော်ကပူထုတ်တာနော်ပြန်ပြီးတော့ sharing လုပ်ပေးတာပေါ့နော် sharing လုပ်ပေးတာဒီအရင်တော့ဆို2020ရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဗျာဒီစေးကြောင်မြန်မာပြည်မှာဒီ local တွေပဲရှိနေတဲ့ချိန်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာ course ဆိုပြီးတော့ပေါ်လာတာအဲ့ဒါကျွန်တော်တို့ပထမဆုံးပေါ့နော်ကျွန်တော်တို့ပထမဆုံး course တွေပေါ်လာတာOG course တို့OG course တို့တို့ဟောမှာ OG green တို့ OG brown တို့ဟုတ်ကဲ့ပါလေ OG course တွေအဲ့ပါလေကခုနေတို့ဒိုးတွေပဲအောက်ဒိုးတွေဟုတ်တယ်အောက်ဒိုးတွေ OG တော့အဖူးပုံနဲ့လာတယ်နော်အဲ့ဒီကောင်ကကျွန်တော်တို့တွေဘာကလည်းအဖူးဆိုတော့ local နဲ့မတူနေပဲနဲ့ကွဲထွက်နေတယ်အဖူးဆိုအော်တော့ဝီအဖူးတော့ဒီလိုအဲ့ဒီမှာဖီးတော့အဲ့တော့ legal မရသေးဘူးပေါ့အဲ့တော့အဲ့ဒီအောက်ဒိုးတော့ရတယ်လေရောက်တဲ့မှာရကောင်းလာပြီbread တဲ့ဆိုင်တာလေဗျာအဲ့ဒီအချိန်မှာ lemon bread တွေတဲ့ဆိုင်တာဗျာအဲ့တော့ lemon bread ပဲရှိတာအဲ့တော့ lemon OB bread တွေပဲရှိတာဗျာဟိုဒီဘက်ဟုတ်တယ်အစိမ့်ဘက်တို့စိမ့်ဘက်တို့ရွှေဘက်တို့ကျိုးတွေတော့ထွက်ပြီးကျွေးတော်တော့ပါဘူးအချောင်းအဲ့ချိန်မှာကျွန်တော်တို့က auto အဲ့လို auto outdoor တွေဆိုင်နေပြီပေါ့နော်အဲ့ခါတွေကျွန်တော်တို့အဲ့ချိန်မှာဒီ local ထဲမှာပေါ့နော် coast တွေ auto flower တွေဆိုပြီးတော့နောက်ပိုင်းပေါ်လာကြတယ်ပေါ့နော်အဲ့ကျွန်တော်တို့ fan ကနေပြီးတော့မျိုးစီးတွေကျွန်တော်တို့အဲ့တော့အဲ့တော့ကလည်းတစ်ခါဝေပြီးလိုက်သေးတယ်မျိုးစီးအများကြီးပဲပေါ့နိုင်ငံတော်မှာအဲ့နောက်ပိုင်းမှာ local မှာဟိုဟာ coast လဲပေါ်လာတယ်နောက် local စတီပါတွေရဲ့တက်တက်စတီပါတွေလည်းရှိတယ်တို့တွေခုဒီဟိုဟာတွေဖုန်းလို့တိုက်နေစောက်ပြီးတော့ဟုတ်တယ်တော့တန်လေးတွေနဲ့ဖုန်းလို့လောက်ကြတယ်ပြီးတော့ပြီးတော့ဟာတော့ကြာပြီးဘိုးစိုက်တာလို့ဟုတ်ထိုင်းမှာလီဂေရတဲ့ခါကျတော့အားလုံးဖွင့်လင်းသွားတာပေါ့နော်ဒီလိုဟိုစိုက်ပျိုးရေးဒီစနစ်တွေကလည်းပို့ပြီးတော့တိုးတက်လာတယ်ဒီမှာအခြေခံစိုက်ပျိုးရေးကမြန်မာပြည်ထက်ပို့ပြီးတော့အများကြီးတိုးတက်တယ်နော် organic ဆိုရင်လည်းအများကြီးကိုရှေ့ရောက်နေပြီဗျာဟိုဒီ fan မှာဟို season ဘယ်နှခုလောက်ဖြတ်တန်းပြီးသွားပြီလေပေါ့ဟိုဒီ fan မှာဟိုနောက်အရင်ပထမဆုံးလောက်တာရောဒီဟာဟိုဆို season ဘယ်နှခုလောက်စိုက်ခဲ့ပြီးသွားပြီအောက်တော့ season အားဖြင့်ဆိုကျွန်တော်12ခုစိုက်ပြီလေအောက်တော့ season 12ခုစိုက်ဟုတ်အဲ့12ခုမှာအခုအဲ့လိုမျိုးကြိုက်ဆုံး season တွေပါအဲ့လိုအမှတ်တရရှိတာအဲ့လိုကိုပဲအဲ့လိုလက်စအยังမိုက်သွားတာလို့အခုအမှတ်တရဖြစ်နေမယ် season တစ်ခုကြောင်းပြောတာရှိတယ်ဟုတ်အဲ့ဒါ2024ခုနှစ်ကစိုက်ခင်းကိုကျွန်တော်ကြိုက်တယ်ဟုတ်အကောင်းဆုံးပေါ့နော်လုံးဝပို့ပြီးကျွန်တော်စိုက်တဲ့အထိမ်းမှာပါဗျာအဲ့လိုဟိုအရာအားလုံးကပြည့်စုံပြီးကောင်းသွားရဲ့ကောင်းရဲ့ဟို perfect အဲ့ဒီ4လခွဲ4လခွဲ5လလုံးဝအဲ့ကိုကြိုက်ဆုံးလုံးဝစက္ကန့်ဖြစ်သွားတာပေါ့နော်ဟုတ်အဲ့လိုကြုံဘူးလေဗျဟုတ်ကောင်းတယ်အခုလည်းကောင်းတယ်ဒီနောက်စီစဉ်နေတယ်ကောင်းတယ်အခုဟိုစိုက်ရတဲ့မှာအဲ့ဒီစီစဉ်ကနေစပြီးတော့မိုက်တာပေါ့နော်အဲ့ဒီစီစဉ်ကနေပို့ပြီးတော့မိုက်လာခဲ့တာပေါ့ရှေ့မှာတော့ကျွန်တော်တို့ကလည်းဟိုတမဲဦးရဆန်တယ်ပေါ့နော်ကျွန်တော်တို့အောက်တော့ဆိုတော့လေအဲ့လို traditional ဆန်တယ်ပေါ့ဆန်ထိုက်ခဲ့တာပေါ့နောက်ပိုင်းကျတော့ကျွန်တော်တို့ကဒီ organic ဆိုရဲorganic ဆိုရဲဟို fertilizer တွေကျွန်တော်တို့ဖြည့်ဆွဲပြီးတော့သုံးလာတယ်ပြီးတော့ဒီဘက်ထိုင်းမှာဆိုတော့ထိုင်းဘက်မှာဆိုပူပြီးတော့လည်းဝယ်ရတာတွေပါရတယ်ပူပြီးလွယ်လာတယ်ပေါ့နော်ထိုင်းမှာအကုန်လုံးရတယ်ဗျာနော်ကျွန်တော်တို့ကလေထိုင်းမှာအားတာနော်ဟုတ်ဝယ်ချင်တာအကုန်လိုချင်တာအကုန်လုံးဝယ်လို့ရတယ်နော်အားတာလေအခုဒီ fan လုပ်နေတယ်မှာအခုတယောက်တည်းပဲလားအခြားလူတွေပါသေးတာရှိတယ်ကျွန်တော်မှာမြန်မာရှိတယ်ဒီ fan မှာဒီကျွန်တော်အောက်ကပေါ့နော်ကျွန်တော်ကတော့ fan hack grower ပေါ့နော်ဥဆောင်ပြီးတော့ site နဲ့ hack grower ပေါင်လာပေါ့
ကျွန်တော်အောက်မှာကျတော့ဒီ fan manager ဒီအကူတယောက်ရှိတယ်တခြားဒီ fan ကို run ပေးနေတဲ့ operation မှာ run နေတယ်ကျွန်တော်ရဲ့ညီလေးတွေရှိတယ်ဟိုမီညီလေးတွေရှိတယ်ပေါ့ဟုတ်အခုအဲ့လူတွေကဟိုမှာဘယ်ဘိုင်းတွေကိုတာဝန်ယူပြီးတော့အဲ့လိုခွဲလုပ်ထားတယ်အဲ့လိုအချိန်ဥမာအခုဆိုလို့ရှိရင်ဗျအခုရဲ့အပိုင်းတွေပေါ့အခုကဘယ်ဘိုင်းဥမာကိုမနဲ့ဘယ်ချိန်ထားပြီးတော့အခုတို့စီဟို PH ပြောတာတွေအဲ့လိုအကုန်လုံးတော့ဘယ်ချိန်အခုလုပ်နေရတယ်ပြီးလို့ရှိရင်အခုရဲ့အောက်က manager ကူဆိုသူကဘယ်ဘိုင်းတွေတာဝန်ယူလဲပေါ့ file တစ်ခုလုံးရဲ့ပတ်မှုတွေပေါ့အဲ့ရှိတာပဲပေါ့ဟုတ် fan မှာကျတော့အဓိကကျွန်တော်ကကျတော့ဒီ genetic ဘိုင်းပေါ့နော်ဒီ fan မှာ site မှာ genetic တွေကိုကျွန်တော်ရွေးချယ်တဲ့အပိုင်းပေါ့ genetic တွေကိုရွေးချယ်တယ်ပြီးတော့ဒီ fan ရဲ့ operation ကို hack grower လုပ်တယ်ပေါ့နော်ဒီ fan တစ်ခုလုံး level ဖို့အတွက်ကိုကျွန်တော်ကmission ဆွဲတယ်ပေါ့အဲ့ဒီ mission ကိုကျွန်တော်အောက်မှာဒီ fan manager အကူတယောက်ရှိတယ်fan manager အကူကကြတော့ဒီမြေပြင်မှာကောင်းတယ်ခေါ်တယ်ပေါ့ကျွန်တော်ကဒီတစ်လမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ပထမဆုံးစားထိုင်မယ်ဆိုရင်ဗျာကျွန်တော်တို့ကစားထိုင်မဲ့အချိန်မှာဒီတစ်လစာပေါ့ကျွန်တော် plan mission ဆွဲလိုက်တယ်ဗျာအဲ့ mission ကိုကျွန်တော်အောက်က fan manager အကူကပြန်ပြီးတော့ဒီ team နဲ့အကောင့်တွေပေါ်တယ်ပေါ့ကျွန်တော်အောက်မှာ team က8ယောက်ကနေပြီးတော့10ယောက်အမြဲရှိတယ်ကျွန်တော်အခုတယောက်နဲ့ဆို17ယောက်လောက်ပုံမှန်ရှိတယ်ပေါ့နော်ကျွန်တော်မပါပေါ့ဟုတ်တကယ်သူကကြတော့အဲ့လိုမျိုးရေတောင်းတာရေးပါလေသူခိုင်းတဲ့အကူကိုသူတို့ကအဲ့ဟိုကွာနေပြီးတော့ကွာလို့ပြီးရောဥဆောင်ပြီးတော့ကျွန်တော်ကကြတော့ဘယ်နေ့မှာဒီ nutrition ကိုဘယ်ကောင်နေလောင်းမယ်ပေါ့ဘယ်လောင်းမယ်ဆိုတဲ့ဟာကိုကျွန်တော်ကဒီတပတ်စာတစ်လစာကျွန်တော်ကတခါလဲ schedule ဆွဲထားပြီးတော့ကိုပဲဝယ်စီးဝယ်တရားရှိတာလုံးစရာရှိတာအခုကဟိုကွာမှာအခုအောက်ကခလေးကိုတင်ခိုင်းတာပေါ့နော်အောက်မှာကျွန်တော်ညီကိုတွေ team ရှိတယ်ပေါ့နော်ဒီ fan ကိုကောင်းတယ်ပေါ့လေမြေပြင် team ရှိတယ်ဟုတ်သူကဒီ fan တစ်ခုတည်းမဟုတ်သူတို့အပြင်ဟို fan လည်းရှိရပေါ့နော်လူ fan လည်းရှိရပေါ့နော်လူ fan လည်းကျွန်တော်ကကြဒီ genetic တွေကိုရွေးချယ်တယ်ပေါ့အဓိကကျွန်တော် breeding လုပ်တယ်ပေါ့ breeding မိုင်းကိုတာဝန်ယူတယ် fan ရဲ့ breeding မိုင်းကိုတာဝန်ယူတယ်အခုဒါရီဆိုလို့ရှိရင် breeding လုပ်ထားတဲ့ဒါမျိုးဆက်ဖို့အတွက် breed လုပ်ဖို့အတွက်ကျွန်တော်ကတီးတန့်ဒီမှာလုပ်ကောင်းတယ်ပေါ့နေတဲ့ဟာဟုတ်အဲ့ fan မှာအခုအဲ့ over fan မှာဆိုရင်ကိုအချိန်စရာတွေနဲ့အဲ့လိုတွားတာအဲ့လိုကျွန်တော်တို့ကဆေးကိုဆေးဆိုတာကတော့ဒီ nutrition ပေါ့နော်အာဟာရပေါ့နော်အာဟာရဒီအာဟာရကိုကြတော့ကျွန်တော်တို့က2ရက်တစ်ခါငယ်စဉ်မှာတော့3ရက်တစ်ခါကျွေးတယ်ပေါ့နော်3ရက်တစ်ခါဒီဟိုorganic nutrition တွေကျွေးတာပေါ့ကျွန်တော်တို့ organic nutrition เนาะဟုတ်ဒါလဲဆိုတော့ကျွန်တော်တို့ဒီဘူကာရှီတို့ဒီမြေဆွေးတွေပေါ့နော်ဒီ MPK ပါတဲ့မြေဆွေးတွေ organic မြေဆွေးတွေကိုလည်းကျွေးတယ် chemical fertilizer ကိုလည်းကျွေးတယ်နှစ်ခုများယူတယ်ပေါ့နော်အဲ့လိုများကျွေးတာပေါ့အခြားနေရာမှာလည်းစိုက်တာကျွန်တော်ကြုံဘူးရပေါ့နော်အဲ့လိုမျိုး Nova Fan ဒီဘူးမီးဖို့ပေါ့နော်ကုန်ကြစရိတ်ရှိတယ်ပေါ့ကုန်ကြစရိတ်ကတော့အဲ့ဒါကိုစိုက်မဲ့အပင်ရေးအတွက်ပုံမူတည်တာပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ season မှာ Indo fan ကပြီးခဲ့တဲ့ဒါ2 second season ပေါ့နော်ပြီးခဲ့တဲ့ season ကျွန်တော် first season Indo ကိုစထိုင်ဘူးရကျွန်တော်စိုက်တာဒါဆိုရင် Nova ကြတော့အခုမှ second season ကျွန်တော်လည်း second season ပဲရှိတယ် first season ရဲ့အတွေ့အကြုံရတော့ကျွန်တော်တို့ကဗာလဲဆိုတော့အဓိကကိုစိုက်မဲ့ပမာဏပုံမူတည်တာပေါ့နော်ကိုကအပင်30စိုက်မှာလား Indo 7စိုက်မှာလားအပင်30စိုက်မှာလားဒါမှမဟုတ်ရင်အပင်50စိုက်မှာလား100စိုက်မှာလားပေါ့နော်အဲ့ဒီအပုံမူတည်ပြီးတော့ကုန်ကျစရိတ်ကပုံများတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရတော့ကျွန်တော်ပြီးခဲ့တဲ့ season ကအပင်40စိုက်လိုက်တယ်ဗျာ40စိုက်ရဲ့အနေထားရတော့တစ်လောက်မီတာကားမီတာကားကြီးပဲ2000ခွဲလောက်ကျတယ်လေရှိဗျာ2000ခွဲလောက်ကျတယ်အဲ့အနည်းဆုံးပေါ့နော်အဲ့ထက်ပိုတဲ့လိုက်ရလည်းရှိတယ်တခြားအဲ့ပြင်ပါပုံသေးလဲဆိုဒီအပြင်အတွက်သုံးတဲ့ nutrition တွေpesticide တွေဒီ fungicide တွေပေါ့နော်ဒီအပြင်အတွက်လိုအပ်တဲ့အားသေးတွေဒီမှုမကြောက်အောင်ကြိုတင်ကာကွယ်တဲ့စီးအဲ့ဒါတွေလိုအပ်တာပေါ့နော်ဟုတ်အဲ့ဒါတွေပဲဆိုရင်ဟိုပုံညာသေးကပိုကြီးရင်ပိုများတယ်ဗျာမီတာကအဲ့လိုမျိုးဆိုတော့တေး30 40လောက်သွားတော့စီးဘူးနဲ့ပြီးရချာသူစိတ်Nova တော့ဖြစ်မှုသွားတယ်ဖြစ်ဖို့ကမလွယ်ဘူးဗျ Nova ပြီးတော့ဟိုဟာဈေးအဲ့တခြားဈေးစကအရင်ကြီးတယ်အဓိကမီတာကတခြားပြီးတော့ဒါတော့မျိုးဝယ်ရတဲ့ဟာရှိသေးတယ်ဟုတ်တယ်တော့အစီအခုတော့အစီတွေလည်းရှိတယ်အများကြီးပဲဟုတ်ထိုင်းမှာဆိုရင်ဗျာအစီတစ်စီးကို1000ဘက်1800 900 500မျိုးရှိတာပေါ့နော်ဒီထိုင်းမှာလည်းကောင်းတဲ့ genetic တွေဆိုလို့ရှိရင်ဟုတ်ပါအဲ့လို1000လောက်ရောင်းနေကြတာတွေ့ရတယ်အပင်ဝယ်ထိုင်းမယ်ဆိုရင်လည်းဘက်250
150အဲ့လောက် random ပေါ့နော်ချီတာပေးရ အခုဟိုဖေးခဲ့ဘူးလေအတွေ့အကြုံတွေပါလေရှာဖေးတယ်ဆိုတာဗျာအခုဟိုမှာကြတော့ဗျာဟိုကကြောင့်အချိန်တွေကြောင့်ဖြတ်ဖြစ်ရတယ်ဖေးတယ်ဆိုတော့အခုစိုက်နေနေပေါ့လေအဲ့လိုမှားမိတာဟိုကအခုဟိုလုံးနေတဲ့လူ grower လုံးနေတဲ့လူဒီမှာဟိုကဖြစ်တတ်တဲ့မှားတတ်တဲ့အမားတွေအခုမတိဘဲနဲ့မှားခဲ့တဲ့အမားတွေအဲ့လိုရှိတာအဲ့ဒါတွေ share လို့ ရှိတယ် အဲ့ဒါရှိကြပါပဲနော်အဲ့ဒါ အဲ့ဒါအဓိကဘာမှခဲ့လေဆိုတော့ဒီပူးကြတာပေါ့နော်အဲ့ဒီကဆိုလို့ရှိရင်ကျွန်တော်ရဲ့အခင်းရဲ့ထွက်နှုန်း90ရာခိုင်နှုန်းလောက်ဖြတ်စည်းသွားတာပေါ့နော်အဲ့ဒါစစ်စိန်နော်အဲ့90ရာခိုင်နှုန်းလောက်ဖြတ်စည်းသွားတာပေါ့နော်အဲ့ပူးကြတာဗျပူးကြတာကိုကျွန်တော်တို့ဒီပူးကိုနေနေနဲ့စီးကိုဖျန်းလာတယ်ကျွန်တော်တို့ဘာမှလဲဆိုတော့တိုင်းလိုင်းမှားပြီးဖျန်းလာတယ်ဟောဘလို့ဘယ်ချိန်မှာဖျက်မိပါလဲကျွန်တော်တို့ကဒီပူးစပြီးတော့ငယ်စဉ်မှာမဖျန်းမိပဲနေဗျာမဖျန်းမိပဲနေကျွန်တော်တို့ကပူးကြီးအကောင်ကြီးလာတဲ့အချိန်ရင့်လာတဲ့အချိန်ကျမှဖျန်းလိုက်မိတာပေါ့နော်အဲ့လိုတိုင်းလွဲသွားတာပေါ့အချိန်လွဲသွားတာပေါ့ငယ်တော့ငယ်တော့အဲ့ဒီအဲ့ဒါလေးတစ်ခုကြောင့်မလို့ကျွန်တော်တို့ကဒီစိုက်ခင်းရဲ့90ရာခိုင်နှုန်းလောက်ပြည့်စည်သွားတာကိုကျွန်တော်ကြုံနေရတယ်ဟုတ်တယ်လိုနေတာဘာမှမတတ်နိုင်ဘူးအဲ့လိုလူနဲ့ပေါ့နော်တပင်ချင်းကိုကျွန်တော်တို့အဲ့လိုအပင်ကပိုးကြရဆိုအခုကစပိုက်ဒါမိုက်တွေပါဆိုတာဟိုစပိုက်ဒါမိုက်မဟုတ်ဘူးပဲဒီကြိုက်ထားဖို့ပေါ့နော်ဒီအချောင်းပိုးကြိုက်ပြီးတော့စားတဲ့ပိုးတွေမင်းမကြိုက်ထားတဲ့အပင်မှာပိုးကြီးကသူကမျိုးပိုးကြားတဲ့ပုံစံမတူအများကြီးပဲရှိတယ်ဗျာဂျင်မြူရှိတယ်စပိုက်ဒါမိုက်ရှိတယ်ပြီးတော့ချက်ကြိုက်တယ်လို့ဟိုကြိုက်ဒီကြိုက်တယ်တခြားဒီမြေကြီးမှာအောက်တော့မှဆိုလို့ရှိရင်ပူပြီးတော့များတယ်နော်ပြီးတော့မှုယောဂတွေအမျိုးမျိုးရှိတယ်အဲ့ဒီယောဂတွေအဲ့ကောင်တွေကအပင်မကြီးခင်မှာဟောလုပ်ကြပါတော့အပင်အသေးမှာကျွေးစစ်အဲ့လိုမျိုးဟိုသက်စီသုံးမရဘူးဟိုသက်စီဆိုတာလေကျွန်တော်တို့ကဒီကျွတ်တင်ကာဝယ်ထားရမှာပေါ့နော်ဒီအပင်မှာပူးတွေမလာနိုင်အောင်လာခဲ့ရင်လည်းသူတို့မကြိုက်တဲ့ပတ်ဝန်းကျင်ဖြစ်နေအောင်ကျွန်တော်တို့ကကျွတ်တင်ကာဝယ်ထားရမှာဥပမာမြေစိုက်ကလေးကကျွန်တော်တို့ကဒီမှုရင်းထားတဲ့ဒီ trichoderma လို့မှုမျိုးစိတ်တွေbacillus လို့မှုမျိုးစိတ်တွေပြီးတော့ mycorrhiza လို့ဒီမှုမျိုးစိတ်တွေကျွန်တော်တို့ကမြေဆက်တွေကတခါလေးထည့်ဆက်လိုက်တဲ့အခါကျတော့မှုယောဂတွေမဖြစ်လာတော့ဘူးဗျာအဲ့တော့စီးမြဲနေရမလို့တော့ဘူးအဲ့ဒီဟာအဲ့လိုကြိုတင်ပြီးတော့လှုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ကာကွယ်ထားတယ်ပေါ့အဲ့ချိန်တော့じゃအဲ့ဒါမသိသေးဘူးအဲ့ချိန်တော့နည်းနည်းခင်းနောက်ရသေးတယ်ပေါ့နော်လီဂယ်ရကာတာပေါ့2000ဒီ time မှာလီဂယ်ရတာ2022အပိုင်းပါပေါ့2022လို့လည်းမဖြစ်ချင်ဘူးဆိုလို့ရှိရင်မြေသွေးကိုတော့မြေကောင်းကောင်းဆက်ပေါ့နော်မြေမာတွေကလည်းကိုဆိုရှင်အဲ့လိုမျိုးဖြစ်ခဲ့ဘူးတော့မြေကိုဖြစ်ချာတော့နောက်ပိုင်းဆိုတော့မြေကိုကောင်းကောင်းပြင်လိုက်တော့တော့အဲ့မြေမာတွေအဲ့လိုမျိုးတက်တယ်မပါတော့တော်စင်ပြီးသွားတယ်နော်ဟုတ်တယ်အဲ့ဒါတွေကတော့ဟိုရဘူးသားရဟုတ်တယ်အဲ့ဒါရောကိုမှားခဲ့ဘူးအတွေ့အကြုံလေးဆိုမှားခဲ့ဘူးအဲ့တော့နောက်အရောရှိတယ်အခုကျတော့ခုတော့စီစဉ်12ခုလောက်ဆိုတော့ဒီမှာအခုရှိတယ်တခြားဘာရှိလဲဆိုတော့နောက်တစ်ခါကျတော့ဒီမြေပေါ့နော်အဓိကအဲ့မြေကိုပဲထပ်မှားတာပေါ့ကျွန်တော်တို့နေရာတစ်ခုကနေပြီးတော့နောက်တစ်ခုကိုပြောင်းရွှေ့ရဲ့အချိန်မှာအဲ့နေရာတစ်ခုမှာအဆင်ပြေနေတယ်ဗျအဲ့မြေဒီဘာနာနဲ့အဆင်ပြေနေတယ်ဒါပေမဲ့ကျွန်တော်တို့ကနောက်တစ်နေရာကိုပြောင်းရွှေ့ရဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့အဲ့နေရာမြေနဲ့အဆင်ပြေတယ်ဩအဲ့နေရာမြေနဲ့ဆိုတော့မြေကြီးမှာခြားဆိုင်ရင်အဆင်ပြေတယ်ဒါပေမဲ့အဲ့နေရာမြေနဲ့ကိုကျွန်တော်တို့မြေဆက်ပြီးတော့အိတ်ထဲမှာစိုက်လို့အဆင်မပြေဘူးဘာသေးလောက်အောင်အဆင်မပြေတာဗျအပင်ကြီးအဲ့နေကြီးတာဗျာတဲ့အချိန်ကျွန်တော်တို့အဲ့မှာဆိုရင်ကျွန်တော်တို့ကဟိုအပင်ကြီးအချိန်တိုင်းရှိတယ်ဗျာသူကြီးရမယ့်အချိန်ရှိတယ် limit ရှိတယ်ပေါ့နော်အဲ့ကြီးရမယ့်အချိန်မှာဟို limit ပြည့်အောင်မကြီးဘူးပြီးတော့ဟို flower အချိန်မှာlimit ပြည့်အောင် flower ဆိုတာအပင်စိုက်ရောက်တဲ့စိုက်မှာလည်းဟိုသွားတဲ့ပုံစံမျိုးဖြစ်တာပေါ့ဒီဟုတ်အဲ့လိုမျိုးတွေမှားခဲ့ဘူးလေအဲ့ဒါဆိုရှင်တကယ်အောင်မြေကိုအဲ့လိုမျိုးတူးထားတဲ့မြေတက်စားလို့ရှင်ကိုယ့်ဘာကိုဆက်မြေရတော့ပိုကောင်းတာပေါ့နော်ကိုယ့်ကိုဆက်ပြီးတော့လုပ်တဲ့မြေကြတော့ဟိုလိုအဲ့ဒါတော့ပို့ပြီးတော့ကောင်းတယ်လို့ဟုတ်တယ်ဆက်ထားတဲ့မြေပေါ့နော်ကောင်းတာပေါ့ဆက်မြေမှာအခုကျွန်တော်တို့ဒီထိုင်းမှာဆိုရင်လည်းမြေမျိုးထားအများကြီးရှိတယ်တော့သူမြေအဲ့ဒါဟိုမှာကျွန်တော်တို့ဒီပိုကောင်းတဲ့မြေရွေးချယ်တယ်လို့လိုတာပေါ့ pH မှန်အဓိက pH မှန်ပေါ့နော်အပင်ရဲ့ဒီအပြည့် root zone အတွက် root zone အတွက် pH စစ်ဝင်းကျင်ရှိတဲ့မြေကြီးမျိုးဖြစ်ကြမှာပေါ့နော်အဲ့ဒါမျိုးမှာအပင်ကကောင်းတော့ကြီးထွားနိုင်မှာပေါ့သူရဲ့ limit ကောင်းကြီးထွားနိုင်မှာဒီကမြေနေတဲ့ဆိုင်နေရေနေတဲ့ဆိုင်ရေနေတဲ့ဆိုင်နေဒီကလည်း pH တခြားချိန်ပြီးချိန်ဖို့လိုတယ်နော်စိတ်ဘယ်နှမျိုးတော့အများဆုံးစိုက်ဘူးအဲ့လိုမျိုးပြီးတော့အဲ့လိုမျိုးပြီးတော့အများဆုံးအပင်ဘယ်လောက်ကိုစိုက်ဘူးလဲအဲ့လိုမှာကဟိုဒီမှာအခုဒီစီစဉ်မှာဆိုဗျာ
စိတ်မမျိုးစိုက်ထားတယ်အဲဒီအဲ့လိုအခုအများဆုံးအပင်ဘယ်လောက်စိုက်ပြီးအဲ့လိုအဲ့ဒါလေးပြောတယ် ဒီ season မှာတော့ကျွန်တော် strain 10မျိုးစိုက်ရတယ် strain 10မျိုးစိုက်ရတယ်ကျွန်တော်ရဲ့ဒီနာမည်ကြီး blueberry blackberry နောက်ဒီ rangoon rat ဘိုင်းချင်းလန်ပြီးတော့ဒီတခြားနိုင်ငံခြားစီးပွားရေးဝယ်ထားတဲ့ dandy inferno cherry inferno နောက် ဟုတ်တယ်မင်းကြီးတယ်ဒီမှာဆက်ပြော အဲ့ကောင်လေးလည်းဝယ်ထိုက်ထားတယ်ပေါ့နော်ဝယ်ပြီးတော့ကျွန်တော်ကလုံးပွားပြီးတော့ထိုက်တာ ဒါတော့ခုနေအကြိုက်တယ်လူကြိုက်ဘာကကြိုက်တယ် market အကြိုက်ပေါ့ဒါကတော့ market ကတောင်းဆိုတာပေါ့ ပြီးအခုအပင်ဘယ်လောက်ဘာလို့အပင်က strain အများကြီးတိုက်လို့မရဘူး strain အပင်တစ်ပင်နဲ့လည်းမတူတော့သေးရဘူး တူရဲ့ခါရ အဲ့ဒါတစ်ပင်နဲ့အခြေအနေကိုကြည့်ပြီးတော့ဒီပင်တော့ဖြစ်တယ်အဲ့လိုအဲ့ဒါကြောင့် strain အများကြီးတိုက်လို့အပင်အများကြီးရလဲကိုနိုင်နေဘူးအပင်ရောဘယ်လောက်အများကြီးပါဆိုင်ဘူးလဲ ကျွန်တော်အပင်အများဆုံးဒီຢာလေးဆိုလို့ရှိရင်ကျွန်တော်အပင်4000စိုက်ထားတယ် ဟုတ် အပင်4000စိုက်ထားတယ်အော်တော့တက်ပဲအော်တော့အော်တော့က3000ကျွန်တော် green house ကအပင်1000ပေါ့ အော်ရှယ်ပဲ 4000စိုက်ထားတယ် ခုမှပါတော့ အခု flower ဖူးနေ အဲ့ပင်4000မှာရောအဲ့လိုမျိုးဘူးလို့ station မျိုးလို့ station မျိုးတော့4000အဲ့လိုဟုတ်လားမိုက်တယ်ရှယ် အဲ့မှာဘာတွေခက်ခဲရှိလဲဆိုတော့ तू ကဒီ strain တစ်ခုနဲ့တစ်ခုက light cycle မတူဘူးဗျာဒီ set တွေပါ strain တွေကြတော့ light cycle နည်းနည်းလေးပူရှိတာရှိတယ်ရှိတော့သူ့ကိုကြတော့ကျွန်တော်တို့ဒီ nutrition တွေတိုင်းလိုက်တစ်မျိုးကြည့်ရတယ်ဆိုတော့တချို့ strain တွေကြတော့တက်တန်းတူတယ်အဲ့တော့ကျွန်တော်တို့ကဟို nutrition ကိုတိုင်းလိုက်တစ်မျိုးကြည့်ရတယ်အဲ့ဒါလေးတော့အားနည်းချက်ရှိရပါဘူး အကိုစိတ်တွေကကြတော့လူတွေအကြိုက်ကိုရွေးချယ်တာလားအဲ့လိုဘလို့အခြေအနေတွေပေါ်မှာရွေးချယ်ပြတယ်ပေါ့ပြီးတော့အဲ့ဒါပြောပြပါ အဓိကကတော့market ရဲ့အကြိုက်ရောကိုယ့်ရဲ့အကြိုက်ရောပေါ့နော်ကိုယ်ကလည်းစုံတာပဲဆိုတော့ကိုကြိုက်တဲ့ဟာဆိုရင်တခြားတောက်တဲ့လူတွေကြိုက်မှာပဲအကိုကဘယ်ဟွာမျိုးကြိုက်တယ်ဘယ်လိုမျိုး taste မျိုးကြိုက်တယ်ပေါ့ကြာ ကျွန်တော်ကအကုန်စတီပါမှုကိုလည်းကြိုက်တယ်အရသာအဲ့လိုအနေအရသာအရင်ကောင်းတဲ့ strain တွေကိုကြိုက်တယ်စတီပါ strain တွေ စတီပါဆက်ဆန်ကြိုက်တယ်အနေရတာကောင်းတဲ့ strain တွေကြိုက်တယ်ပေါ့ကျွန်တော်တို့လူကေသားကြတော့ indica ကိုကြိုက်တယ်ကျွန်တော် foreign ကကြတော့စတီပါကြိုက်တယ်ဟုတ်တယ်ကျွန်တော်တို့ကြောင်းဟိုသွားနေရကြတော့ဟို market ကကြ indica market ဆိုတဲ့အတွက် indica ပဲရွေးချယ်ရမယ်နော်အခုဘယ်လိုရွေးချယ်လဲကျွန်တော် breeder ကြတော့ကျွန်တော်က market ရဲ့အကြိုက်ပေါ့နော်indica ဖြစ်လာအောင်ကျွန်တော် breed ကျွန်တော်ကလည်းအပင်ဆိုလို့ရှိရင်indica ကိုကြိုက်တယ်ဒါပေမဲ့တောက်တာကိုကြတော့ကျွန်တော်က indica ကိုလည်းကြိုက်တော့ကြိုက်တယ်ဒါပေမဲ့စတီပါကိုပိုကြိုက်တယ်ပေါ့ကိုကြိုက်တော့ကြောင်းမှု စတီပါကြတော့သူကအနေအရသာလည်း indica ရဲ့ပိုကောင်းလေးရှိတယ်ဟုတ်ဒီတော့စတီပါနေပဲလေးတောက်လို့ရတယ် energetic ဖြစ်တယ်indica ကြတော့ကြိုက်တယ်ဆိုတော့ညဘက်တောက်ရရင်တော့ indica ကိုကြိုက်တယ်ကျွန်တော်အဲ့လိုခွဲတောက်တယ်ဗျာနေ့ဘက်ဆိုရင်စတီပါကိုတောက်တယ်ညဘက်ဆိုရင် indica ကိုတောက်တယ်အဲ့လို breeder ကိုကြတော့ indica ကိုသိထားတယ်ပေါ့ပြီးတော့အကိုဟိုအကိုပဲရှာလာဒါမှမဟုတ်အကိုအဲ့လို live ပေါ်နေရလို့ပဲရှာတာဟုတ်ရှိဟိုမျိုးစီတော့ဘယ်ကနေရှာတယ်လို့သိတယ်ကျွန်တော်တို့ကတော့ internet ကနေရှာဝယ်တယ်ပေါ့နော်ဟိုအရင်ကတည်းကကျွန်တော်တို့အဲ့စီးဘန်နေတွေကနေပြီးတော့အဲ့လိုပဲပါပြီးတော့တရားဝင်လမ်းကြောင်းတွေကနေ shipping ကနေပြီးတော့ရှာပြီးတော့ဝယ်တာပေါ့နော်အရင်တော့ဆိုရင်တော့လွယ်တယ်ဗျအစီတွေကနေဝယ်ရတာအခုနောက်ပိုင်းကတော့နည်းနည်းဟိုနိုင်ငံရေးအခြေအနေတွေမကောင်းတော့ဝယ်ရပြရတာပြည်တွင်းမှာတော့ခက်လာတယ်ပေါ့ဒါပေမဲ့အခုထိုင်းဘက်ကိုရောက်လာတဲ့ခါကျတော့ထိုင်းမှာရတော့အခုကဟိုဒီကလိုက်တရားဝင်ဖြစ်နေပြီဆိုတဲ့ခါကျတော့ဟိုဝယ်ရတာလွယ်သွားပြီဗျအစီတွေကဒီမှာလည်းစီရောင်းတဲ့ထိုင်နေရှိပါတယ်ပြီးတော့ website တွေရတယ် fan တွေရတယ်စီတွေတင်ပြီးတော့ရောင်းတယ်ပါလို့ရတယ်ပေါ့ကောင်းပါပြီးတော့အခုမှစပြီးတော့ဟိုလုံးမဲ့ပေါ့နော် file လုံးမဲ့လူတွေဆိုလို့ရှိရင်အဲ့လိုမျိုးအခြေခံချက်လက်တွေတည်ထားတဲ့လည်းပဲဘယ်လိုမျိုးအခြေခံတွေတည်ထားလို့ရှိရင်ဘာတစ်ခု file တစ်ခုကိုစလုပ်လို့ရတယ်ပေါ့အဲ့ဒါတွေကို knowledge share တွေပေါ့အခုမှဟိုးလို့စလုပ်ချင်တဲ့လူတွေဆိုလို့ရှိရင်ကသူတို့ကဘာတွေဒီမှာဆွေးထားတင်နေပေါ့တိတ်ထားတင်နေပေါ့အခု share လို့စားဆိုင်မဲ့သူတယောက်အတွက်ဘာတွေသိထားသင့်လဲဆိုတော့အရေးကြီးဆုံးကကိုဆိုင်မဲ့မျိုးကြီးရဲ့ genetic ကိုသိဖို့နံပါတ်1အရေးကြီးဆုံးပေါ့နော်စိုက်ပျိုးရေးမှာနံပါတ်1အရေးကြီးဆုံးကလုံးယူရ genetic လေမျိုးကြီးကဘာလဲဆိုတာကိုသိဖို့အရေးကြီးတာပေါ့နော်ဘာမျိုးထားလဲဆိုတာကိုသိဖို့အရေးကြီးတာပေါ့အခုဆိုတာကျွန်တော်ဒီမှာဆိုတာလာမီရဲ့ brother တွေတော့ပဲရှိပါသူတို့ဆိုရှင်ဗျာသူကသူတို့အဖူးလေးတွေကအစီပါတယ်စိုက်လိုက်တယ်အညောင်းထွက်တယ်ဗျာโอเคထွက်လာပြီသူအဲ့ဒါကိုထပ်ပြီးတော့အဲ့လိုသူဆေးတွေကျွေးရှင်တယ်သူစုပြိုးထောက်နေတယ်ဗျာဒါပေမဲ့အဲ့ဒါကို DIY ပေါ့သူအဝေးနေမှာဝယ်လို့ရှင်လွယ်ပဲစေးမျိုး
ပြီးဒါမှမဟုတ်သူတို့အဲ့လိုမျိုးအားသေးပေါ့အဲ့လိုအခြားပေါ့ဖြစ်စအားသေးပေါ့ဒီဟာအစားဒီဟာပေါ့အဲ့လိုမျိုးတစ်ခုအဲ့လိုမျိုးအခုကစားမဲ့ DIY ပေါ့သူကအိမ်ထဲမှာဗျာဒါတို့မီးလေးတစ်လုံးနဲ့အဲ့လိုမျိုးမှာတို့တပင်လေးဟိုပါလေအဲ့လိုဘယ်လိုမျိုးတွေကြည့်အဲ့လိုသူတို့ကလည်းခက်ခဲတာလေသူတို့အဲ့လိုစိုက်ကြည့်နေတာကတော့အဲ့လိုမျိုးမကြီးထွားလာဘူးသူတို့ကအဲ့လိုမျိုးတို့ကိုကြည့်ရတာပေါ့ဒီမျိုးက အဓိကကတော့အဲ့ဆိုရင်အဲ့လို home grow တွေအတွက် home grow တစ်ပိုင်းတစ်ပိုင်းတစ်ပင်တစ်ပင်အနေချင်းဆိုင်ရင်စီနံပါတ်1ရေးကြီးသွားတော့အဲ့လိုမြေကြီးပေါ့နော်မြေကြီးကိုတော့အကောင်းဆုံးရွေးချယ်တဲ့ဖို့လိုအပ်တယ်နံပါတ်1ပေါ့နော်နံပါတ်2ကကြတော့ဆိုတော့ဒီ genetic ပေါ့နော်နောင်ရ genetic ကောင်းတာကိုဝယ်ဆိုင်ဖို့လိုတယ်ပေါ့နော်ဟိုမြေကြီးကိုအကောင်းစားသုံးပြီးတော့ဗျာ genetic မကောင်းတာကိုဆိုင်မိရင်လည်းဒီခုကထွက်လာရင်ကောင်းမှာမဟုတ်ဘူးဗျာ တော်တော်များများတော့ဝယ်စိုက်တာကြာဟိုအစီရတယ်မှားတာနဲ့ပို့ရတယ်ဒါပေမဲ့ဟိုမှာတော့အစီရောင်းနေလူအကိုကအစီဟိုဖြစ်တာ ခုနောက်ပိုင်းတော့ကျွန်တော်စပြီးတော့ရောင်းပေးနေပါပြီရောင်းပေးနေပါပြီဒါပေမဲ့ကျွန်တော်စိတ်တိုင်းမကြသေးဘူးပေါ့ဗျာဒီထက်ပိုပြီးတော့ပြည့်စုံအောင်လေးလုပ်ပြီးတော့ရောင်းပေးခြင်းသေးတယ်ပို့ပြီးတော့အာမခံမှုအပြည့်နဲ့ပေါ့နော်အခုကကြတော့ကျွန်တော်အခက်ခဲပြည်တွင်းမှာတွေ့နေရတာအဲ့လိုဟိုစိုက်တဲ့လူတွေကဗျာကိုစိုက်လိုက်တဲ့အစီကဘယ်လိုမျိုးအမျိုးအစားအစီမန်းဆိုတာကိုသိချာမသိကြဘူးသိကြအေးအဖူးတောက်တယ်အစီပါတယ်တိန်းလာတယ်တိန်းလာသူတို့များတော့5-6တိလောက်ရှိပါတော့ကြာအစီကရောနေစိုက်လိုက်တယ်စိုက်လိုက်တယ်ဒါပါမျိုးထားတယ်လို့မေးတယ်မသိဘူးဘယ်အကိုပြောသလိုပဲဘယ်အချိန်မှဘာလို့ကမလဲမတိုင်းရရှိတာလားကြာတင်တာလားအင်ဒီကာလားစတီပါလားသူအဲ့လိုက်လည်းမသိဘူးဖိုလာအမှလားလည်းဝယ်စထိုင်တဲ့အချိန်မှာအဲ့ဒါအကိုပြောတာမြေကောင်းကောင်းနဲ့အဲ့လိုဒီမျိုးစီကောင်းဖို့ကဒါပေမဲ့တစ်ချက်နှစ်ချက်အရေးကြီးဆုံးပေါ့အဲ့နှစ်ချက်သတိထားပြီးစိုက်ပေါ့နော်ဟုတ်နောက်ပြီးရင်နောက်နံပါတ်3အရေးကြီးတာကြတော့ပတ်ဝန်းကျင်ပေါ့နော်ကိုစိုက်တဲ့နေရာလေးပေါ့အဲ့တပင်စိုက်မယ်ဆိုရင်အဲ့တပင်စိုက်မဲ့နေရာလေးကဒီလိုနေရောင်လေးရဖို့အရေးလိုအပ်တယ်ဒါမှမဟုတ်လို့ရှိရင်အခန်းထဲမှာစိုက်မယ်ဆိုရင်မီးလင်းရောင်လေးရှိဖို့လိုအပ်တယ်အချိန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ကစပြီးတော့မျိုးစီကိုစပြိုးပြီးတော့အပင်ပေါက်တဲ့အချိန်ကနေပြီးတော့ကျွန်တော်တို့တက်တန်းရဲ့တော့ဟောမရောက်ပါသူ့ခန်း vegetable တွေရေရောင်မရတဲ့ခန်းဆိုပါသူနေရတဲ့ခန်းဆိုသူကဟိုထိုးရမှာဗျာမီးဆိုလည်းဒီလိုမီးတွေမရှိဘူးဗျာသူ့မှာရှိတဲ့ရိုးတဲ့မီးတစ်လုံးပဲဗျာအဲ့လိုမီးတော့စိုက်လို့ရတယ်အပျော်တမ်းပဲဆိုင်လို့ရမယ်ပေါ့နော်ဖူးခွဲလို့မရဘူးဖူးတဲ့အထိရဖို့မလွယ်ဘူးပေါ့ဗျာမလွယ်ဘူးဗျာမီးဝက်ပဲများအရွယ်အသားသေးသေးလေးနဲ့ဖူးမယ်ဒါပေမဲ့တောက်ရင် quality မပြည့်စုံတော့ဘူးအနေအရသာမပြည့်စုံတော့ဘူးဟိုအပျော်တမ်းပဲဆိုင်လို့ရမယ်အောက်လောဆိုင်မယ်ဆိုရင်နေရောင်နဲ့မြေကြီးနဲ့ကိုကျွေးတဲ့အဟာရနဲ့အရေးကြီးဆုံးပေါ့အောက်လောဆိုရင်တော့ဒါဆေးတွေကကြတော့ကျွန်တော်ဒီတိုင်းမှာကျတော့လွယ်တယ်မြန်မာမှာသူတို့အခုဘာကျွေးခဲ့လို့ဘယ်လိုဆေးတွေကျွေးခဲ့ကျွန်တော်ကတော့ home made လုပ်တာပေါ့ဘူကာရှီ EM တွေTrichoderma တို့ဒီအမိုင်နို acid တို့အဲ့ဒါမျိုးတွေကိုကျွန်တော်ကိုယ်တိုင်လုပ်တယ်ပေါ့နော်5အမိုင်နို acid တို့ကတော့ကိုယ်တိုင်လုပ်တယ်အဲ့ဒါတွေကကျွန်တော်ဒီအရင်တော့ဆိုရင်နွားကြီးတွေကြက်ချီးတွေဒီစိတ်ကြီးတွေဝယ်ပြီးတော့ကျွန်တော်အဲ့ဒါကိုရောပြီးတော့ဘူကာရှီလုပ်တယ်ဘူကာရှီလုပ်ပြီးတော့ပြန်ပြီးတော့စိုက်တယ်ပေါ့အဲ့ဒါဘုံပါတွေကအခုဆိုတာဖြစ်တဲ့ဟာကိုယ့်ကိုယ်ပဲပြန်ပြီးလုပ်ပြီးတော့ပဲကိုယ်ဆိုတာဖြစ်တာကျွေးရပါတော့လက်ရှိအထိလည်းအဲ့ဒီလိုပဲလုပ်နေတော့မှဒီထိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူသားနာမှုရွေးချယ်နေရနေပြီးတော့ကျွန်တော်တို့ဒီနွားကြီးတွေဝယ်တယ်နောက်ကြက်ချန်တွေရနေပြီးတော့ကြက်ကြီးတွေဝယ်တယ်အဲ့ဒါတွေကိုကျွန်တော်တို့ဒီ EM တို့အမိုင်နိုတို့ forbic acid တို့humic acid တို့အဲ့တော့ဟိုမှာကြောင့်ဝယ်ရတာတော့ဟိုလိုမျိုးတိတိုင်ရောင်းနေတော့မရှိတာဟိုကကြီးပြန်လုပ်တယ်မြန်မာပြည်မှာကျတော့အရင်တော့မရှိဘူးပေါ့ခုနောက်ပိုင်းတော့ကျွန်တော်ဒီတဘာဝမျိုးဥစားရောင်းတဲ့နေရာတွေတွေ့လာတယ်ပေါ့အဲ့လိုမျိုးရှိတယ်နော်ရှိနေရတယ်တွေ့လာတယ်ဟုတ်ကောင်းပါတို့နေရာမျိုးတွေမှာအဲ့ဝယ်လို့ရတယ်ပေါ့နော်ဟုတ်ပြီးတော့အကူဟိုတော်တော် live မှာတင်ထားရပါတော့ဟိုကအကူအဲ့လိုမျိုး6နှစ်9နှစ်လောက်အဲ့လိုအချိန်ပြီးပြီးဖီနိုဟန်နာတွေအဲ့ဒီဟိုအစီအဲ့လိုဘာမီဟိုလူယူစီပေါ့နော်ဒီလိုဟို14စနစ်နဲ့မဲပြီးပြီးတော့အဲ့လိုဟိုလေးပြီးတာပေါ့အဲ့စနစ်ပြီးတော့မိုက်ကျွန်တော်တို့ကြရပါတော့အဲ့တော့ယူလိုက်တဲ့ဟိုဟာတယ်ယူလိုက်တာလေကွင်းရောဘာမှယူလိုက်တယ်အဲ့အခုဒီပါတော့ဟုတ်ပါဒီကောင်လေးပါကြောက်အဲ့ဒီကျွန်တော်ဒီကောင်ကဘာလဲအခုအင်ဒိုလားအောက်ဒိုလားဒီကောင်အင်ဒိုကိုအင်ဒိုဒါ first season အင်ဒိုပေါ့နော်ပြီးခဲ့တဲ့ season ကကျွန်တော်အင်ဒိုမှာစပြီးတော့စမ်းဆိုင်ထားတဲ့ကောင်ပေါ့ဒီကောင်ကလုံးဖြတ်ထားတဲ့ကောင်လေးပေါ့ဟုတ်ပြီဟုတ်အဲ့ကောင်ဟိုလာကြည့်အစီကောင်းပြီမိုက်ရောရမှုရ
ဒီကောင်အကိုထုံးမှုတော့ကိုအကိုလို့ဒီနာမည်ပေးမှု process တွေပြီးတော့အကိုဒီကောင်အဲ့လို fino လုံးမှုအတွက်ဒီအဲ့လိုကိုစဉ်းစားပြပုံလေးတွေပြီးတော့အကိုအဲ့လိုပြီးတော့အခက်အခဲလေးတွေရှိတာပြီးတော့အဲ့လိုဒီ fino လုံးတဲ့အဲ့ဒီ process လေးတွေပါညာလေးပါရှင်းပြပြပြောပြပေးပါဦး ငါပြတာတော့စဆိုင်ပြီးတော့ဒီနေ့လောက်ကြာတဲ့အချိန်မှာပေါ့နော်ကျွန်တော်ဒီဆေးရောက်ကိုဒီတရားဝင်ပြီးမယ်ဆိုရယ်မျှော်လင့်ချက်နဲ့ကျွန်တော်တို့ကအဲ့အချိန်မှာဒီဟာအဲ့လိုစလေးလိုက်ရှာဖက်ပြီးတော့လေ့လာပြည့်ဒီရှိတာပေါ့နော်2020လောက်မှာပေါ့လေ့လာပြည့်တဲ့အချိန်မှာကျွန်တော်အဲ့ဒီကဒီ genetic တွေရဲ့အကြောင်းကိုစိတ်ဝင်စားတာဗျာဟုတ်စိတ်ဝင်စားတယ်စဆိုင်ကလေးရတယ်ကျွန်တော်တို့ကဒီ local တွေကမျိုးစည်းတွေကိုလည်းစိုက်တယ်တခြားကျွန်တော်တို့နိုင်ငံခြားစီးပန်းမျိုးစည်းတွေကိုစိုက်တယ်အဲ့မျိုးစည်းတွေကိုကျွန်တော်တို့အဲ့ကလေးကအဲ့လိုဒီမျိုးဆက်တယ်ပေါ့နော်မျိုးဆက်တယ်ပေါ့ကျွန်တော်တို့ local ကနေပြီးကြိုက်တဲ့ strain တစ်ခုကျွန်တော် local ရဲ့ for တစ်ခုကိုဆက် local ရဲ့ကြိုက်တဲ့ strain တစ်ခုနဲ့ကျွန်တော် hint တစ်ခုနဲ့ကိုဆက်ပြီးတော့အဲ့ဒီကနေပြီးတော့ဒီ indica များတဲ့ strain ကိုကျွန်တော်ကလိုချင်တာဖြစ်တဲ့အတွက်အဲ့ကလေးကကျွန်တော်ကပြန်ပြီးတော့ဒီ F1 F2 method နဲ့ကျွန်တော်တဖြည်းဖြည်း indica များတဲ့ strain ကို2020 21 22မှာကျွန်တော်3နှစ်မှာကျွန်တော်က3နှစ်မှာစီစဉ်ကျွန်တော်ကတစ်နှစ်ကို2ကြိမ်3ကြိမ်အဲ့လိုမျိုးစိုက်လိုက်တဲ့အခါကျတော့ကျွန်တော်ကအချိန်မှာF 6လောက်ဖြစ်သွားတဲ့အခါကျ stable ဖြစ်နေပြီဗျာကျွန်တော်2022လောက် stable ဖြစ်နေပြီ3ခုလောက်ဆိုတော့တစ်ခု3ခုလောက်ဆိုတော့6နှစ်လောက်ဆိုတော့နော်ဟုတ်stable ဖြစ်နေတဲ့အခါကျအဲ့ဒီမှာလည်းကျွန်တော်တို့ဒီစက်တီပါများပြီးစက်တီပါများတဲ့strain တွေလည်းပါတယ် indica များတဲ့ strain တွေလည်းပါတယ်အစာပိုင်းမှာပေါ့နော်ဟုတ်အစာပိုင်းမှာဆိုအဲ့ဒီမှာဒီ customer တွေပေါ့နော်ဒီပြည့်ဆက်ကပဲရွေးချယ်သွားတာပေါ့သူတို့ကိုကြိုက်တဲ့ strain တွေကိုကျွန်တော်တို့ကပို့ပြီးတော့ breed ပြစ်လာတာပေါ့အဲ့ဒီအများကြီးတွေကနေမှာဟုတ်အခုလက်ရှိ F 30ကိုရောက်ပြီပေါ့နော်ဟုတ်ပြီးတော့အခုအဲ့ဟိုဟာလေးရွေးပြပုံအဲ့ဒီအပယ်လေးတွေစဉ်းစားပြပုံလေးတပယ်လေးတွေကဟို10ရိုးလားမသိဘူးကိုရွေးလိုက်တယ်လေအဲ့ဒီတော့အခုဟဲနမီကိုဟောဖြစ်ချင်လို့ပြေးချင်လို့ကျွန်တော်အဲ့10ရိုးတွေကပေါ့အဲ့10ရိုးတွေကကျွန်တော်ပြီးကြည့်လို့လည်းမရဘူးအခုအချိန်နေနေဆိုရင်ပြီးတော့ဘာမှဆိုတော့ပြီးကြည့်ငင်းငင်းရေးဆိုတဲ့ပြီးတော့ပါဘာပြီးတော့ပါဒါပေမဲ့ဟိုဟာစနေနဲ့ကြတော့ voting စနေနဲ့ကြတော့ပြီးတော့ပါပြောပါလေလားဒါပေမဲ့တခြားနောက်ထပ် strain တစ်ခုကိုကျွန်တော် create လုပ်တဲ့အခါကျရင်ပြီးတော့ပါမှပဲဖြတ်ပြီးကောင်းပါလေကွာပြီးတော့ကောင်းတယ်။ရောဝီရဟိုတင်နေတာပဲဆိုငင်းရေးတင်နေတာပဲဟုတ်တယ်။ဟုတ်။ပြီးတော့အခုဟိုဟာပေါ့နော်အခုအဖူးတွေရတယ်ဒီမှာလို့ GTV တွေအများကြီးပဲပေါ့နော်အဲ့လိုထွက်တယ်ပေါ့နော်ဒီမှာအခုကျွန်တော်စိုင်သွားဝယ်လို့ရှိရင်ဗျာအဖူးရည်စစ်တာပေါ့အဖူးရည်စစ်တာအမြင်နဲ့အနက်နဲ့ဟိုအမြင်နဲ့အနက်နဲ့ဟိုဆုံးဖြတ်အရင်ဆုံးဆုံးဖြတ်ကမှာပေါ့အဲ့ဒါနဲ့ဆုံးဖြတ်ပြီးမှကျန်တာတော့တောက်ကြည့်မှပဲသိရမှာပေါ့ပြီးတော့အခုဟိုဟာ GCB fan တွေထွက်လာတယ်ပေါ့နော် GCB fan တွေပေါ်လာတယ်အဲ့ဒီပုံမှာအခုရဲ့အမြင်ပေါ့အခု GCB fan မဟုတ်တဲ့ fan တွေလည်းရှိကောင်းရှိနေမှာပဲအဲ့လို GCB fan နဲ့ GCB fan မဟုတ်တဲ့ fan တွေရောဘာတွေခြားနာပါလဲပြီးတော့ GCB fan တွေအားသာချက်တွေရောအဲ့လိုအဲ့ဒါတွေပြီးတော့ပြောပြပါGACB ဆိုတာ Go Agriculture Collective Pride ပေါ့နော်ဒီပူကောင်းတဲ့စိုက်ပျိုးရေးစနစ်တစ်ခုကိုတွားတဲ့လက်တွေ့ကျင့်သုံးတဲ့ဟို pride တစ်ခုပေါ့နော်ပေါ်လာတာကောင်းတယ်ဗျတကယ်တမ်းကျတော့ကောင်းတဲ့ဘက်ကိုဟိုဖြစ်လာတာပေါ့နော်ကောင်းဖို့အတွက်ဖြစ်လာတာသူတို့ဟိုပို့ပြီးတော့စီကံရှိလာအောင်ပို့ပြီးတော့ဒီအရေးသွေးတွေကောင်းလာအောင်ပြီးတော့ဒီကျန်းမာရေးတောက်သုံးတဲ့အချိန်မှာဗျာကျန်းမာရေးအတွက်ထိခိုက်စေတဲ့ဒီဆေးဝါးတွေမသုံးအောင်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဒီပိုးသက်စီးတွေမှုသက်စီးတွေပါတော့ပါမဟိုစံညွန်းနဲ့အညီသုံးပြအောင်ချမှတ်ထားတဲ့ဟာပေါ့နော်အဲ့ဒီလိုမျိုးပေါ်လာတာတော့ကောင်းတယ်ဗျဒါပေမဲ့သူကဈေးနှုန်းရဆိုလို့ဈေးကြီးပါဘူးဒါကတော့ပို့ပြီးတော့စနစ်တကျနဲ့စိုက်ပြီးတော့သူတို့က quality ကိုမြင့်နေပြီးတော့market ရဲ့ product ကိုဈေးနှုန်းမြင့်နေတဲ့သဘောမျိုးပေါ့နော်ကိုမြင်တဲ့ဆိုတော့ဒါပိုကောင်းတယ်ပေါ့နော်ပိုကောင်းတယ်ပေါ့ပိုကောင်းတယ်ပေါ့အဲ့ဒါတော့ GCB fan ကြတော့သူတို့လာအခု fan ကို GCB ဖြစ်လာဖြစ်တယ်ပေါ့ဖြစ်တယ်ကျွန်တော်တို့က GCB နဲ့အညီကျွန်တော်တို့ဟိုစိုက်တာပေါ့နော်
technique နဲ့အညီစိုက်တာပေါ့ဟိုးအရင်ကကျွန်တော်တို့ကစစိုက်ကလေးရလဲကျွန်တော်တို့ကအဲ့ဒါတွေကိုဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့တီချာလေးလေ့လာခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကဒီ organic စိုက်ပျိုးရေးပေါ့နော် organic စိုက်ပျိုးရေးကိုမှဒီ organic နီလန်းနဲ့ကျွန်တော်တို့ကဒီပိုးတွေမကြအောင်မှုတွေမဖြစ်အောင်ကျွန်တော်တို့ကကြိုတင်ကာကွယ်ပြီးတော့စိုက်တာပေါ့နော်အဲ့ဒီဟာလည်း GCP နီလန်းနဲ့စိုက်တယ်လို့ခေါ်ရမယ်ဗျဒါပေမဲ့ Thai မှာလည်း Thai fan တိုင်းက GCP fan မဟုတ်ဘူး GCP မဟုတ်ဘူး GCP ရတယ်စိုက်လို့ရရမှာ စိုက်လို့ရတယ်အဲ့မဲ့ဟိုနိုင်ငံသားပို့လို့မရ နိုင်ငံခြားပို့လို့မရဟုတ်တယ်သူတကယ် laptop ပြောနော် laptop စစ်တဲ့အခါမှာကြာလို့ရှိရင်ဒီမှုသက်စီးတွေပူးသက်စီးတွေအလွန်အကျွံသုံးထားတဲ့ဟာတွေကပြန်ပြီးတော့အဲ့လိုစင်တိရတယ်ပေါ်လာတယ်အဲ့ခါကျရင်တကယ် medical use သုံးဝင်လို့ရှိရင်မရဘူးပေါ့နော်အကြောင်းမလို့နိုင်ငံခြားလူတွေမဝယ်ကြ စိုင်းနေမှာဆိုလို့ရှိရင်လည်း GCP မဖြစ်တာဆိုတင်အောင်လို့မရဘူးနော် GCP မဟုတ်တာဆိုဆိုင်မှာလည်းတင်အောင်လို့မရဘူးဥပဒေအစ်စ်မှာဆိုဆိုင်မှာလည်းတင်အောင်လို့မရဘူး အဲ့တော့ဒါစင်တော့အဖူးတစ်ခုချင်းစီမှာဟိုဟာရှိရယ်ဆေးစာရရှိရယ်နော် ဘူးတစ်ခုချင်း ဘာလို့ရှိရယ် ဟုတ်တယ်ဒီ GCP နဲ့အညီထိုက်ထားပါတယ်ဆိုတဲ့ အခုမြကောင်းတယ်ပေါ့နော် GCP က ဒီက GCP ဆိုတာဒီစာရွက်ပေါ်မှာ GCP စာရွက်ရှိသည်ဖြစ်တယ်မရှိသည်ဖြစ်တယ်ဒီခဏပြမှာဆေးကြောင်ပါပေါ့နော်ဆေးကြောင်မှာဒီ GCP standard နဲ့အညီပဲ site view တင်တာပေါ့နော်အဲဒီ standard နဲ့အညီ site view ထားတဲ့ပစ္စည်းတွေပဲကျွန်တော်တို့ကတောက်သုံးနေတာပေါ့နော်တောက်သုံးနေတာပေါ့အဲ့ဒါမှကျန်းမာရေးနဲ့ညီညွတ်တဲ့ medical product ဆိုတာဖြစ်လာမှာပေါ့ကျွန်တော်တို့ကဆေးကြောက်ကိုကျွန်တော်တို့ကဒီ medical ဆန်ဆန်သုံးကြစေချင်တာပေါ့နော်အဓိကဖြစ်စေချင်တာကတော့ သူကဒီ Thai မှာခဲ့ရဆိုကျွန်တော်ဒီအားတော့ဆိုဗျာဖူးတယ်ဖူးလို့ရှိရင်တော့ GCP fan GCP စံလုံးဖြစ်တဲ့ fan ကသူလာစစ်တယ်လာစစ်တော့အဲ့ဘူးကိုစစ်တယ်စစ်တော့ GCP ဖြစ်တယ်လို့ရှိရင်အဲ့တော့ဟောထုတ်ပြီးစားရတာထုတ်ပြီးတယ်အဲ့စားရတာလည်းရောင်းဝယ်လို့ရပြီအဲ့ဘူးက GCP ဖူးလို့ခေါ်လို့ရတယ်ပေါ့ဒါ Thai ရဲ့ rule ရပါတော့ဒါပေမဲ့အခုကျွန်တော်တို့ဟိုဟာအဖူးအခြားအဖူးကြီးကြီးရှိရတော့ကျွန်တော်တို့ထွက်တယ်ပါသိတယ်ပေါ့ဟိုဟာတိုက်တဲ့ Google တိုက်တဲ့ crack တွေအဲ့ကောင်တွေရောဟို GCP ဖြစ်တယ်လို့အခုအမြင်ပေါ့ဖြစ်တယ်လို့ခံစားရတာသူတို့ကြတော့သိရပါလို့အရင်မိုင်းနေတယ်သိလား crack ဟိုအရင်သူကြုံမှာပေါ့ တချို့ဟာတွေကြတော့တကယ်ပဲအဲ့လို GCP ဖြစ်တယ်လို့ပဲပြောရမှာ ပြောရမှာနော် ဒီ technical လေးပေါ့နော်100% ဖြစ်နိုင်တယ်ပေါ့နော် technical ဖြစ်နိုင်တယ် technical ကြာရင်ဖြစ်ဖြစ်နိုင်တယ်ပေါ့ ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဒီက technical လေးကြာပြီးတော့ဒီ grower ရဲ့လက်ရပေါ်မှာမူတည်တာပေါ့ grower ပေါ်မှာမူတည်ရဗျာပြီးတော့သုံးတဲ့ equipment တွေပေါ်မှာမူတည်ရပေါ့နော် grower ကအရန်ကောင်းတဲ့ grower ပဲပြင်သူ့မှာ equipment မရှိမပြည့်စုံနေနဲ့သုံးရင်တော့ကျွန်တော် technical 100% technical လေးသုံးတဲ့ grower ပို့ပြီးတော့ကောင်းတာပေါ့ဒါမျိုးရှိရအောင် ဟုတ်အဲ့ဒါလို့အခုပြောတာတော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုသူ့ရဲ့ skill တွေသူ့ရဲ့အဲ့လိုအချိန်သားသူ့ရဲ့အားတွေတော့အများကြီးဆိုင် ဆိုင်တော့ဆိုင်တော့ဆိုင်တော့ဒါကတော့အဖူးကိုပဲကြည့်ပြီးတော့100%တော့ဆုံးဖြတ်လို့မရဘူးသူဒီ season တစ်ခုလုံးမှာဘာတွေကိုသုံးပြီးတော့ဒီအပင်ဆိုင်လာခဲ့တာလဲပေါ့ဒီအပင်ကဘယ်အရာတွေကိုစားသုံးပြီးတော့ဒီအဖူးတွေကိုဖူးပွင့်ရတာလဲဒီ try ကုန်းတွေထွက်လာရတာလဲ အဲ့ဒါလေ ဒီနဲ့ဒီပါလာရတာလဲသူကလည်းသက်ဆိုင်နေများအဲ့ဒီမှာမှကျွန်တော်တွေ့ကြုံရပါတော့ဒီ6နှစ်တာတွေ့ကြုံရပါကောင်းဆုံးဆိုတဲ့အရာတွေ organic 100% organic သုံးတဲ့အရာအကောင်းဆုံးပဲနဲ့ရတာဆိုတော့ဒီပြဲတဲ့ကြာရင် organic ကတော့အကောင်း အကောင်းဆုံးပဲရှုပ်ဝီတွေဆိုရင်လည်းတောင်းကြိုက်တယ်လို့မျိုးရှိဟုတ်ဒါပေမဲ့အားနေချက်က organic မှာကျတော့ဘာရှိလဲဆိုတော့ဒီအမြင်တိတ်မလှဘူးရုပ်ထွက်တိတ်မလှဘူးပြီးတော့အလေးချိန်နေတယ်ထွက်နှုန်းနေတယ်ဒီ chemical သုံးတဲ့ကောင်တွေက100% ထွက်လို့ရှိရင် organic သုံးတဲ့ကောင်60% ထွက်အမြင်မှာကြီးလိုက်ရင်လည်းအရင်တော့မလှဘူး organic ကကျ ဟို တော့ မဲ့တောက်လိုက်တဲ့အချိန်မှာကျတော့လုံးဝ taste အပြည့်ပဲဗျာ commercial နဲ့ home grow နဲ့မှာgrower အရန်တော်တယ်တချို့ grower တွေအရန်တော်တဲ့ grower ရှိတယ်ဗျာဆရာကြီးတွေရှိတယ်ဗျာသိတယ်မလားတစ်ပိုင်းတစ်နိုင်ဒီလိုပြိုင်ပွဲတွေဝင်ဆိုင်တဲ့ grower ရှိတယ်ဗျာအဲ့လိုဆရာကြီးတွေကျတော့သူက commercial site လိုမျိုးသူကဒီ proline တစ်ခုလေဆေးတစ်ခုလေ nutrition တစ်မျိုးလေတွားတာမျိုးမဟုတ်တော့ဘဲနဲ့သူတို့တီရွှေနဲ့ advanced nutrition တွေသုံးပြီးတော့တခြား facility ကိုပြည့်စုံနဲ့စိုက်တဲ့အခါကျတော့quality ကပိုကောင်းတယ်ပေါ့နော်အဲ့ကောင်လေးကို crack လို့ခေါ်လို့ရတယ်ဒီကသူတို့အများကြီးစိုက်နေသူတို့ skill ကောင်းနေတယ်ဆိုတော့ဘာဖြစ်မှာလဲအဲ့ home grow ကတော့ပူတာတာ ပေါ့ ပေါ့ ပူတော့သူကဟိုက commercial တဲ့ဆိုင် home grow ကတော့ပူတာတာပေါ့ grower ရဲ့ရည်ချင်းပုံမှန်လည်းမူတည်သေးတာပေါ့grower အရင်တော်နေပေမဲ့လည်း
ဒီ commercial fan အရင်ကြီးရဲ့အခါကျတော့သူ100 ရာခိုင်နှုန်းပြည့်စုံအောင်လုပ်ဖို့တော့နည်းနည်းပိုခက်တာ ခက်တာပေါ့နော်ဟုတ် ဒီ တယ် ထောင်ဆိုင်တဲ့ fan နဲ့ဒီ7လောက်ကိုပဲကြည့်ပြီးတော့စိုက်တဲ့ fan နဲ့ကွာတာ ဟုတ် ပေါ့ ဟုတ်အဲ့ 100 ရာခိုင်နှုန်းပြုစုတယ်ဆိုရင် ဟုတ်ဟုတ်အခု international မှာကြားရတဲ့အဲ့လိုဟို fight တဲ့လူတွေ grower တွေအားလို့ဒီကျွန်တော်တို့ဒီမြန်မာထဲမှာအဲ့လိုမျိုးရှိရင်လို့ရတယ်ပေါ့ international မှာဆိုရင်တော့ဒီ Mike Tyson တို့အားကြတယ်Ricky Bar တို့လည်းအားကြတယ်ဒီလိုဆို Tyson Band ဆိုပြီးတော့ကိုယ်ပိုင် string တွေရှိတယ်ဗျာRicky Bar ဆိုရင်Cleaver Mint ဆိုတဲ့ကိုယ်ပိုင် string တွေရှိတယ်ဗျာအဲ့လို fan ပိုင်ရှင်တွေ grower တွေကိုအားကြတယ်ဗျာကျွန်တော်ကအားကြောင့်မို့လို့ကျွန်တော်ကိုယ်ပိုင်လည်းကျွန်တော်ကလည်းကိုယ်ပိုင် string ရှိအောင်ကျွန်တော်ကိုယ်ပိုင် string ကိုဒီဆောင်မယ် fan ကိုလည်းကိုယ်ပိုင် fan ကိုဒီဆောင်ထားတယ်တော့အဲ့လိုယူရင်းနဲ့ကောင်းတယ် စိုက်နေတာ ကိုစိုက်နေတာနော်ဒီကောင်တွေကြတော့တော့မိုက်ဒီကောင်တွေရဲ့ဟို brand တစ်ခုရဲ့နောက်ွယ်မှာဒီကောင်တွေရဲ့ဟာတယ်ဒီကောင်တွေဟုတ်တယ်ဘာလို့လဲဟာယူ သူကလည်းဒီငွေရှိပြီးရဲ့နောက်မှာဒီဝါသနာချီခဲ့ပြီးစိုက်တာ တက်လို့ရအောင်နော်ဟုတ် သူကချစ်လို့စိုက်တာဗျာဒီကကျွန်တော်တို့လည်းချစ်လို့စိုက်တာပေါ့နော် ဒီကျွန်တော်တို့ grower ရှိတာပေါ့ ဒီဘက်မှာဆိုဘယ်လို grower တွေကိုလိုမျိုးဟိုဖြစ်တာသူရှိဖြစ်တယ်ပေါ့ဟိုဟာဘယ်လို grower ဟိုဟာကျွန်တော်တို့ဒီဘက်မှာစိုက်တဲ့ time ဘက်မှာစိုက်တဲ့ grower တွေလည်းရှိရတာအဲ့လို fan တွေပါဆိုတော့ကြည့်ဘူးလားအဲ့တော့လေဘူးလားအဲ့ fan တွေထဲမှာဘယ် fan တွေသဘောကျတယ်ပေါ့ရှိတာ time fan တွေရောရှိတာ လေဦးတဲ့ fan တွေရောရှိတယ်ကျွန်တော်အားကြရတယ်ပြည်တွင်းမှာဆိုအားကြရတဲ့ grower တွေတော်တော်များများရှိတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒီအခုတတိရှိနေတဲ့ grower တွေလည်းရှိတယ်ဒီ string guy ဆိုတဲ့အကူတွေနောက်ဒီရှမ်းပြည်ဘက်က grower ဒီဆိုင်ကောင်းခန်းဆိုတဲ့ grower ရှိတယ်နောက်ဒီပြည်တွင်းမှာတော့တော်တော်များများရှိတယ်ရှိပါတယ်။ပြည်တွင်းမှာမတည်ငြိမ်တာတခုကဗျာအဲ့နိုင်ငံရေးမကောင်းတဲ့ခါကျတော့သူတို့ကအများနဲ့မဆိုင်နေနိုင်ဘူး။ သူ scale ဘယ်လောက်ရှိရှိတော့ဆိုရင်သူဟိုအခြားအဲ့လိုချင်းမကောင်းစိုက်ကဟုတ်တယ်အဲ့လိုသူတို့ကအမြဲမတည်မြဲနေဘူးပေါ့နော်။နောက်မောင်မိုးဆိုတဲ့အကူတွေကလည်းကျွန်တော်ဒီရှမ်းပြည်ဘက်မှာအဲ့လိုမိုက်ရဗျာသိရမလားအထာကြတယ်နည်းနည်းလေးဆိုင်ရမယ်အဲ့လိုအထာလေးတစ်ခုရှိတယ် grower ဆိုတဲ့အထာလေးတစ်ခုရှိတယ်ခုနကိုယ့်ရဲ့ဒီကိုစိုက်ထားတဲ့လက်ရအကောင်းဆုံးလက်ရအောင်တောက်စီခြင်းနဲ့ဒီပဲခံယူချက်နဲ့စိုက်တဲ့ grower တွေကျွန်တော်ကလေးစားရဗျာပြောဖြစ်တယ်ပေါ့ကိုတော့ကိုစိုက်ထားတော့တောက်ကြည့်ရဘိုက်တွေဆိုတဲ့ဟာသိတယ်ပဲနော်ဘိုက်တွေဟုတ် grower တော့လို့ပဲအဲဒီကိုအကျဉ်းတော့ဟောတော့ခက်ခဲအကျဉ်းမျိုးစကားလေးပေါ့အကျဉ်းမျိုးစကား grower ဆက်လုပ်မယ်ဆိုရင်တော့အရင်ဆုံးကိုကဒီဟာကို professional ရှောက်လန်းတော့မှာလားပေါ့နံပါတ်1ကစဉ်းစားရမှာပေါ့နော်ဒါမှမဟုတ်ရင်ကိုကအပျော်တန်းဆိုင်မှာလားပေါ့အဲ့နှစ်ချက်ပေါ်ဘူးပြီးတော့ကိုကဒီ website တာကိုကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲလေ့လာမှာဟုတ်တကယ် professional လုပ်မယ်ဆိုရင်ညအများကြီးလေ့လာရမှာဗျာစိတ်နှိကိုနေလေ့လာပြီးတော့စာတွေအများကြီးဖတ်ကြမယ်ဒီ site view နဲ့ပတ်သက်တာကိုဟိုထဲဝင်လေ့လာနေတယ်ဒီမြေကြီးတွေရဲ့အကြောင်းတွေဒီအာဟာရတွေပေါ့နော်အာဟာရတွေဆိုတဲ့နေရာမှာဒီ MPK ရဲ့အကြောင်းတွေဆိုတော့ calcium magnesium sulfur အဲ့ဒီအပြင်ဟိုမှာဒီ micronutrient တွေဖြစ်တဲ့ဒီ case ဟိုဟာ boron တို့ zinc တို့ copper တို့ manganese တို့ molybdenum တို့အဲ့ဒီလိုမျိုးဒီအခြေခံအာဟာရတွေရဲ့အကြောင်းကိုပါကျွန်တော်တို့ထဲဝင်လေ့လာဖို့လိုတယ် professional သွားမယ်ဆိုတော့ပြီးရင်ဒီရာသီဥတုတွေရဲ့အကြောင်းတွေကျွန်တော်တို့ကနေရာဒေသတစ်ခုနဲ့ဒီ environment တွေမတူဘူးဗျာအပူချိန်မတူဘူး temperature မတူဘူးဒီမြေကြီးမျိုးစားတွေမတူဘူးဘယ်နေရာရောက်ကိုကဟို quality ကောင်းတဲ့ဝီကိုစိုက်နေတယ်ဆိုလို့ရှိရင်ကိုက knowledge ပြေးဝနေဘူးတူတယ်ဗျာအဲ့ knowledge ပြေးဝနေရတော့မှအခက်အခဲတွေကြုံရတယ်ဗျာအဲ့လို fan အဲ့လို season တစ်ခုချင်းစီပါဗျာအဲ့လိုမတူညီတဲ့လာနော်အခက်အခဲတွေလာပဲဘလောက်ပြင်ဆင်တာအချိန်တန်တော့အဲ့လိုခက်ခဲတာပဲဗျာရှိတာအခက်အခဲတစ်ခုပေါ်လာတာပဲအဲ့ဒါကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့ knowledge နဲ့ကိုယ့်ရဲ့ team ရဲ့knowledge နဲ့အားလုံးပူးပေါင်းပြီးတော့ကျွန်တော်တို့ကအဲ့ပြဿနာဖြေရှင်းရတာပေါ့နော်ဒီကိုယ်စီမှာအခုဟောခေါ်တာဟိုမှာဟိုဟာသူတို့ကဗျအပင်ဆိုင်ဘူးတွေစိုက်ချင်တယ်ဆိုတဲ့လူတွေရောဟိုဒီဟိုခေါ်တာတော့ခေါ်တာလက်ရှိမှာတော့မခေါ်သေးဘူးဒီလာမယ့်2026နှစ်ကုန်ပိုင်းလောက်မှာတော့ကျွန်တော်တို့ခေါ်ပြီးတော့အဲ့လို
နည်းနည်းပါးပါပေါ့နော်တင်ပေးနိုင်မှုတော့ကျွန်တော်ကြိုးစားနေတာရှိတယ်ဗျာ အခုကအဲ့လိုမျိုးပေါ့ဗျာကျွန်တော်ဒီမှာဆိုလာမေးကြပါအခုဒီမှာကျွန်တော်လည်းပြင်ပြီးအဲ့ဒီလိုထားဖြစ်နေမယ်နော်ကျွန်တော်လည်းဗျာဒီမှာဘာစတော့ကဘယ်လိုလုပ်နေရလဲကိုယ့်ကိုယ်တော့သိတယ်ဗျာလူမျိုးကိုခေါ်ထားမှုကြောင့်ကျွန်တော်က fan လည်းမရှိဘူးဗျာကျွန်တော် fan လည်းကြီးမလို့ကျွန်တော်လည်းကိုယ့်ကိုယ်ကျွန်တော်အပြင်50တော့ပဲစိုက်မှာဆိုတော့အခုတော့လာတဲ့ဟိုဖြစ်လုံးဆိုဟိုဖြစ်နေလုံးပဲဆိုစိုက်နေလုံးပဲဆိုတော့အကြီးတည်းမဟုတ်တော့လူကလည်းမခေါ်နိုင်တော့အကိုတို့လို fan ကြီးတွေတော့သွားပြီးတော့မေးကြည့်ပြည်နေပေါ့နော် ကြီးရွယ်ရက်တော့ရှိတယ်အဲ့ဒါလည်းနောက်ဒီ ဖြစ်တာပါ ဖြစ်လာ အချိန်လေး ကြိုးစားနေရော ကြိုးစားနေတော့ကြာပြီလာပြီးတော့ပဲ ဒီထိုင်းမှာအရင်ဆုံးကျွန်တော်တို့အခြေချပြီးတော့ဖန်ကြီးတစ်ခုဖြစ်လာဘူးကျွန်တော်တို့က SME တက်လာပေါ့နော်ဒီဘယ်လိုပြောရမလဲ ကိုနိုင်တဲ့ဝင်လာကိုနိုင် နိုင်တဲ့ဝင်တော့ပဲရှိသေးတာပေါ့နော်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ချဲ့ကျင်သေးတယ်ပြီးတော့brand တစ်ခုတည်ဆောက်ကျင်သေးတယ်ပေါ့နော်တကယ်ဟိုလိုမျိုး international fan ဥပမာထိုင်းမှာဥပမာအခြားနိုင်ငံစုံလဲရောင်းလို့ရမယ်အဲ့လိုရောင်းလို့ရမယ် international ထိသွားရင်တော့ ပြီးတော့ဒါကတော့အဲ့လိုဟိုလိုဟာသားမေကုန်လေးဟိုဝီကိုပထမဦးဆုံးအဲ့လိုစတောက်ဘူးတော့ဟိုတောက်ဘူးကပထမဦးဆုံးအဲ့လိုတောက်ဝေးရောဘယ်လိုဖြစ်သွားလဲဘာကြီးဖြစ်သွားလဲပြီးတော့အဲ့လိုဂျုံရအပတ်တရပေါ့ဟိုပထမဆုံးတောက်ဘူးတော့အပတ်တရ ဝိကပထမဆုံးတောက်ဘူးလားကျွန်တော်10တန်းအောင်ပြီးရဲ့အချိန်မှာပေါ့နော်10တန်းအောင်ပြီးရဲ့အချိန်ကျွန်တော်အကူကကျွန်တော်တိုက်ဟုတ်ကျွန်တော်တိုက်တာဖကြမ်းလေးနဲ့အတူလေးပဲရလာလို့ရှိတယ်ဖကြမ်းတူလေးသူကလည်းသူများကြီးရလာတာများနေတာအဲ့ဒီလူကဟို secret ကိုသူကဘူးလိုက်တော့တယ်ဒါပေမဲ့အဲ့ဖကြမ်းအတူလေးကနားမှာညက်ထားတယ်သူကအဲ့အထာဟောတယ်သိရမလားသူကဒါပါလဲပေါ့သူထူးဆန်းနေလို့သူကြီးအဲ့ဖကြမ်းအတူလေးတောင်းလာတယ်ကျွန်တော်အဲ့တော့စလိတ်ရစားပြီးဆန်းဟိုအတက်ကောင်းလေးစတင်တာပဲစလိတ်ဆန်းပြီးတောက်ခါတာအချိန်တော့သူကတိုက်တာကျွန်တော်ဒီဓာတ်လေးတောက်ကြည့်လိုက်ကျွန်တော်တောက်လိုက်တာပဲအဲ့တူလေးဆိုတော့ဒီလောက်ကလေးပေါ့နော်လက်တစ်စစ်လောက်ကျွန်တော်6ခွာ9ခွာတော့တောက်လိုက်ရဖကြမ်းလေးတောက်လိုက်ရဖကြမ်းနဲ့ရောထားတဲ့ဝီကိုတောက်လိုက်ရတောက်ပြီးစတောက်ပြီးတဲ့အချိန်မှာတော့ဘာမှမဖြစ်သေးဘူးဒါပေမဲ့9မိနစ်လောက်ကြာလာတဲ့အချိန်မှာသူကဟိုက်လာတာပြဲလာတာ first time လည်းဖြစ်တဲ့ခါကျတော့သူတို့ပြဲသွားတာဗျအဲ့4 5 6ဝါနဲ့ဟိုလုံးဝနိဗ္ဗာန်ရောက်သွားတာဒါပေမဲ့ကျွန်တော်က over မဖြစ်ဘူး over မဖြစ်ဖက်တော့တဲ့အချိန်မှာအဲ့လို first time မှာကျွန်တော်ကအဲ့လိုကောင်းသွားတယ်လေမရောက်သွားဘူးအဲ့ကျွန်တော်ပထမမလို့ထိုင်နေတယ်ကျွန်တော်ကကျွန်တော်စောင့်ကြည့်နေတယ်ခက်လေးနဲ့နေကျွန်တော်ကဂရိမ်းပေါ်မှာရိုင်းထိုင်နေရနေပြီကျွန်တော်10မိနစ်လောက်ကြာတော့ကျွန်တော်ပလက်လေးလှန်လိုက်ဟုတ်တယ်ကျွန်တော်ပြေးတာဗျအဲ့လိုဟုတ်ပြေးတာကြာလဲနေတာလဲနေပြီနော်ဟုတ်တယ်ကျွန်တော်ကပခက်လေးဒီလိုဖြည်းဖြည်းလေးလှည့်နေတာကျွန်တော်သူ့ကိုမြေးနေတယ်သူကဒီပခက်ကိုဒီလိုမျိုးတကူလုံးလဲအောင်လှည့်နေသူကလဲနေလို့ကိုမျက်စိထဲမှာကိုအဲ့လိုမြေးနေရတော့သူလည်းလဲနေတာဟာမရတော့ဆိုပြီးကျွန်တော်အဲ့လိုမထားနိုင်တော့ဗျာကြည့်လုံးဝပြင်းတာဒါပေမဲ့net ပြည်ရောက်တယ်ဆိုတာမျိုးပဲဖက်တိုင်းမှာထင်သာလိုက်ရပထမဆုံးဟိုက်တော့ပထမဆုံးဟိုက်အဲ့လိုဟိုက်တော့ပထမဆုံးအဲ့လို over ဆိုတော့ဘူးပေါ့ပြပါပထမဆုံးပြတော့ဝီကိုလို့ဟိုဟာလို့ရှိရင်ကျွန်တော်ဝီပထမဆုံးပေးတယ်ဆိုတော့ခုနက brother ပြောသူပဲကျွန်တော်လည်းစတောက်ဆုံးတောက်တော့အချိန်ကြီးရတာပြဲတယ်ဆိုတော့မူကိုဗျအရင်ကြီးတော့ဟိုက်သွားတော့မူပြဲတယ်ဆိုမူကိုရောက်တယ်ဗျာပြဲတယ်တော့ဝီပေးတာဒါပါစိတ်ချပြဲဆိုတာဒါပဲသိပါဒါပေမဲ့ကျွန်တော်အဲ့လိုဟိုက်တယ်ဆိုတော့မူဘယ်ချိန်မှခံစားဘူးလဲဆိုတော့ကျွန်တော်အဲ့လိုပဲဘော်ဒါရင်းနဲ့စတောက်နေတဲ့အချိန်မှာပေါ့နော်အဲ့လိုတော်များတောက်တာများသွားတဲ့အချိန်မှာအဲ့လိုဝီကအဲ့လိုလိုရတယ်အဲ့လိုထိုင်နေတယ်အပေါ်ကြော့ကြော့တက်သွားတယ်အဲ့လိုကြော့ကြော့တက်သွားတယ်အဲ့လိုအဖိုးလိုမျိုးကြီးအဲ့လိုနံပါတ်4ပါအဲ့လိုတုံးလို့အဲ့လိုမျိုးအဲ့လိုမြောက်လေးပေါ်မြောက်သွားတာမျိုးဒီမှာကိုယ့်ရဲ့အဲ့လိုဟာဖင်အပေါ်အဲ့လိုကြော့သွားတယ်လို့မျိုးခံစားရတယ်ဖီခဏထိုင်နေတယ်လေအဲ့လိုမျိုးဖီကိုခံစားပြီးတော့ကြောက်ဟိုအတွေ့ရနောက်တစ်နေရာဟိုစဉ်းစားအတွေ့ရတယ်ပါဟိုတောင်းလျှောက်ဒီမှာကိုစဉ်းစားရတော့ကိုတောင်းလျှောက်ပြီးတော့ပြီးတော့တိုင်ပိုင်တွေးရတယ်လားကောအတွေ့ရဟာပြောရတာကွာအဝီပေးတယ်တော့အမအဲ့ဒါကျွန်တော်တို့တွေ့ကြအဝီပေးတာတော့သိတာပေါ့သူပထမဆုံးအဲ့လိုဟိုဖြစ်တော့ဟိုက်သွားတယ်ဆိုတော့ဘယ်ချိန်မှကြုံဘူးရတယ်ပေါ့အဲ့ပထမဆုံးအချိန်မှာပဲဟိုက်သွားတာကိုကြုံနေတာပဲဟိုက်ပြီးတော့ဟိုက net ပြည်ရောက်တယ်ဆိုတာမျိုး2နာရီလောက်ခံစားလိုက်ရတာအဲ့ဒီမှာပဲကျွန်တော်ညောနေရဗျညိတ်နေတာဗျတကယ်တမ်းကျတော့အရင် over လည်းမဖြစ်ဘူးဗျဟိုတော့ over မဖြစ်ဘူးတော့ over နောက်ပိုင်းကျတော့ဖြစ်တယ်အဲ့ first time မှာ over မဖြစ်ဘူးအဲ့ဒီမှာအဲ့ပထမဆုံးတစ်ချိန်မှာပဲကျွန်တော်ကြိုက်သွားတာပါဝီကိုကြိုက်သွားတာပါ
ဒါပေမဲ့နောက်ပိုင်းကျကျွန်တော်တို့ခဏခဏမတောက်ဖြစ်ဘူးနောက်နေ့ကျတော့မတောက်ရတော့ အေးဟို မရှိဘူးလေပစ္စည်းကအဲ့ဒါလေးပဲရခဲ့ဘူးလားဗျာ အဲ့လိုဝီတောက်ပြီးတော့ဘာဖြစ်ခဲ့ဘူး ဖက်ဆိုင်တောက်ခဲ့ဘူးလား ဟိုဟိုတော်လေးနေတာဟိုဝီတောက်ပြီးတော့ဒီမှာဟိုအဲ့လိုဘာဖြစ်သွားတဲ့အခါဟိုအဲ့လိုညားသွားတဲ့အခါအဲ့လိုအခါကြီးအဖက်ပြရတယ် ရှိတယ်အဲ့လိုဆိုင်တစ်ဆိုင်မှာပေါ့နော်ကျွန်တော်တို့အဲ့ဒါဘုံဆိုင်မှာပေါ့ရက်ဆိုင်မှာပေါ့ကျွန်တော်တို့လူတွေရက်တောက်ကြတာဝိုင်းမှာရက်ဝိုင်းဆိုင်တောက်နေကြတောက်နေချိန်မှာကျွန်တော်ကပစ္စည်းလေးပါလာတဲ့ပစ္စည်းလေးကျွန်တော်တို့ဖကြမ်းလေးနဲ့ရိုက်ပြီးတော့နည်းနည်းဟို ဘာ ဒီ လို့ ကို ချက် ဒီ ရလဲ ဝိုင်းမှာချက်ရလဲတောက်လာကြပြီစကားပြောပြီးတော့အချိန်ကြီးရနေကြတယ်ပြင်မလားအခုတယောက်တစ်ခါအဲ့လို တော် ဖကြမ်းနဲ့လှည့်ပြီးတောက်ကြတယ်နှစ်ဖွာမြောင်းတောက်ပြီးအချိန်ပါတယောက်ကတော်တော်လက်သွားတယောက်ကမထနိုင်တော့ဗျာပြင်လုံးဝမထနိုင်တော့အဲ့လိုအန်တာ limit ကကြော်သွားတယ်ဗျာကျွန်တော်လည်းအဲ့အချိန်မှာ limit ကြော် ပေါ သွား င်းလိုက်လို့ရှိရင်ရဲနဲ့ဟို walkie နဲ့ပေါင်းလိုက်လို့ရှိရင်ဟိုကလေရော ဒီခါလေးဆိုရင်မထနိုင်တော့ဘူးဗျာ limit ကြော် ကျော ကြော် ် တော့ တော့ကျင်းတယ်ဟောလို့ပဲကျင်း ဟုတ်လေနောက်ပိုင်းကျတော့ကျွန်တော်တို့ကအရက်နဲ့ဆိုရင်ဝီးနဲ့တွဲမတောက်တော့ ပြီးတော့အခုနောက်ပိုင်းဟိုကျွန်တော်တို့အရင်တော့တောက်လို့ရှိရင်လာသိတယ်မှာအခုလည်းကြုံမှာဟိုကတောက်ရီရရဝီရသိတယ်မှာအခုဆိုရင်ဝီရဟိုရီမရတော့ရီဖို့မကောင်းတော့ဘူးဒီမှာဟိုအရင်တော့တောက်လို့ရှိရင်ပလိန်ချို့ဝီတောက်ဝီပလိန်ရီနေတဲ့လူတွေကြုံမှုရဆိုတော့အဲ့ဒါကဘာကြောင့်လို့ထင်ကျွန်တော်တို့အရင်တော့ဖြစ်တယ်အခုနောက်ပိုင်းတော့မဖြစ်တော့အဲ့လိုအရသာမျိုးနောက်ထပ်ပြည့်ရှင်တော့မဖြစ်ဘူးကလည်းအဲ့ဒါဘာကြောင့်လို့ထင် အဓိကကတော့ဒီဝီးတောက်တဲ့အချိန်မှာဒီ THC တက်ကကျွန်တော်တို့ရဲ့ဒီပျော်ရွှင်နေတဲ့အာယုံရော system တွေက THC တက်ကအချက်ပြတာပေါ့နော်အချက်ပြတဲ့အချိန်မှာကျွန်တော်တို့ကhappy ဖြစ်ပျော်ရွှင်နေတယ်ဆိုရဲလူရဲ့စိတ်ကြည်နမ်းမှုဖြစ်စီတယ်ပေါ့နော်စိတ်ကြည်နမ်းမှုဖြစ်စီတယ်ဆိုရဲရတာလေးခံစားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က regular ဒီ week ကိုအမြဲတမ်းတောက်နေတဲ့အချိန်မှာဒီအာယုံရောကိုတော့သတင်းပို့ရတယ်ဒါပေမဲ့မထူးဆန်းတော့ဘူးလူကမထူးဆန်းတော့စတောက်တုံးကကြတော့ကျွန်တော်တို့အာယုံရောမှာဘာ THC မှမရှိဘူးကျွန်တော်တို့တွေးထဲမှာဘာ THC မှမရှိဘူးဗျာမရှိတဲ့အချိန်မှာဝေးလေးကိုတောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကအဲ့လိုစိတ်ကြည်နမ်းမှုကိုရတယ်ပြီးတော့အဲ့လို sometime user တွေကြတော့သူကပျော်ရွှင်နေတယ်ဗျာသူတို့လည်းပျော်ရွှင်နေတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဘာလို့ဝီးတောက်လဲဆိုကျွန်တော်ဝီးလေးကိုဝီးကောင်းကောင်းလေးကိုဖွာပြီးတောက်လိုက်ရတဲ့အချိန်မှာပေါ့နော်ကျွန်တော်အဲ့လိုစိတ်ကြည်နမ်းသွားစိတ်ကြည်နမ်းသွားပျော်သွားတယ်ခံစားမှုကောင်းသွားတယ်မူလေးကောင်းသွားတယ်ဝီးတောက်လိုက်လို့ရှိရင်မူလေးကောင်းသွားရင်ကျွန်တော်အလုပ်လုပ်ရတာလည်းအဆင်ပြေတယ်တကယ်ပဲဟုတ်တယ်ကိုလုံးရအပင်လေးကျွန်တော်ပြုစုရမယ်ဒီရွယ်လေးညှက်ဖို့လူလေဆိုရင်လည်းဟိုဝီလေးတစ်ဖန်တော့လာတာကျွန်တော်စိတ်ကို pressure မရှိတော့ဘူးဗျာဥပမာဗျာဝီမတောက်ထားဘူးဆိုလို့ရှိရင်ဗျာတကယ်အာဒီလုပ်ရလောက်ကောင်းမယ်လို့အဲ့လိုအပူပင်လို့တွေးပြီးတော့ဝီတောက်ထားတော့ဒီထဲမှာသိရပါဒါတွေကကျွန်တော်တို့အဲ့လိုပဲတနေ့နေ့တောက်လိုက်ပြီဆိုလို့ရှိရင်ဟုတ်ကျွန်တော်တို့ဘာလို့ဟိုတောက်နေရလဲဆိုတော့တနေ့နေ့လုံးနေရတာတွေအကုန်လုံးကိုသိရမလားဟောဖြစ်ရတယ်လို့မထင်ရအောင်ဝီတောက်ပြီးတော့ဖြတ်တန်းနေရတယ်လို့ပဲပင်မန်းတယ်လို့မခံတာတော့ဝီတောက်ပြီးလုပ်နေရတယ်ပင်မန်းတော့ဟုတ်တယ်ပင်မန်းတာတွေလုံးနေရတယ်ဆိုရင်တော့မှအဲ့လိုမမြင်တော့ပင်မန်းလိုမမြင်တော့ကျွန်တော်ရှင်းတော့ဟာလုံးအောင်လေပြပြရှင်နဲ့လုံးနေနိုင်တယ်တော့ဝီကဟုတ်တယ်အဲ့ဒါကောင်းတယ်ခံစားတဲ့မှုလေးကိုကောင်းစီတယ်ဒါပေမဲ့အခုလိုမျိုးတော့ချို့ကလာပြီးမေးကြတာဝီဟိုတည်ရမလားဘာလို့ဝီကအရင်ကမရှိရတော့တာလဲဘာပြောရမလဲဒီအဲ့ဒါစတော့တောက်တဲ့လူတော့မသိဘူး environment နဲ့လည်းဆိုင်တာပေါ့နော် environment နဲ့လည်းဆိုင်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီပတ်ဝန်းကျင်မှာစိတ်ကြည့်စရာအကြောင်းတရားတွေကြီးနေနေတယ်ဆိုရင်ကျွန်တော်တို့ဝီတောက်ရင်တော့ပျော်ရင်ခဏပဲဗျာခဏပဲဗျာစိတ်ကြည်နမ်းမှုဖြစ်ရင်လည်းခဏပဲဗျာပြီးရင်အဲ့အကြောင်းအရာတွေနဲ့ပြန်ပြီးပတ်သက်ကြရင်ကျွန်တော်တို့ကစိတ်ရစ်မှာပဲဗျာပြည့်မှာဟိုပတ်ဝန်းကျင်နဲ့လည်းသက်ဆိုင်နေတယ်ဗျာကျွန်တော်တို့ကပျော်တရားကောင်းတဲ့အဲ့လိုစိတ်ချမ်းသာစရာကောင်းတဲ့ပတ်ဝန်းကျင်မှာရှိနေမှလည်းစီပြေပါနော်ကျွန်တော်တို့ကအဲ့ဘောလည်းရည်နေမှလည်းအဲ့လိုတော့ဟာသားတွေပြောအဲ့လိုမျိုးပါစီတော့ငယ်တော့ကျတော့အခုကအခုခေါ်ရတက်ပါတယ်လို့ဘိုင်းပေါ်မှာလည်းအဲ့ဒါကြာသိရမလားသမီးဆူစားတာသိရမလားသူရီတာလို့အဲ့ဒါဝီစောက်တော့တဲ့အဲ့လိုတေးစီတဲ့တိတ်မများသေးတဲ့လူတွေမှာပဲဖြစ်တာပေါ့နော်ကျွန်တော်တို့တေးစီများတယ်ခင်ဗျားတို့မှလည်းဖြစ်နိုင်ကျွန်တော်မှဖြစ်နိုင်အဲ့တော့မျောနေမနေတဲ့ခေါင်းကြီးတို့သူတို့ကသိရမလားဘလို့စားနေတာပြီးရင်သိရမလားကြီးနေတာအစတော့အဲ့လိုလုံးချင်တာအဲ့တော့သူတို့ကသိရအဲ့လိုသူတို့လည်းဘလို့ဘာလုပ်ပြီးမလားသူကအင်းဒီကဟမ်မီဖြစ်တာသိရမလားအစလီဖြစ်တာအဲ့လိုသူတို့တေးစီတယ်ခေါင်းများနေပြီနော်ဟုတ်တယ်အဓိကဒီတောင်းလောက်ကမယ်ပေါ့နော်ဒီ channel ထဲမှာအများနဲ့ regular တောက်နေပြီဆိုလို့ရှိရင်ဒီ
ခန္ဓာကိုယ်တွေကနေဒီတော့ပြန်လုပ်ဖို့လိုဘယ်လိုလုပ်ကအောက်ကစားတွေလောက်ကမယ်ချွေးထွက်သွားအောင်ပေါ့နော်ဒီ THC တက်တွေပြင်ပြီးတော့ကိုယ်ခန္ဓာကိုယ်တွေကနေပြီးပြင်ပန်းတော့အောင် တယ်နော် အဲ့လိုမျိုးလုံးမယ်ပြီးနားမယ်အဲ့ဒီတင်းတင်းတော့တောက်တာနားလိုက်မယ်ပြီးတော့တောက်တာလေးကိုလျှော့လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဟာမျိုးတွေဒီစားတာလို့ပျော်ရွှင်တာလို့ပြန်ပြီးခံစားရတယ်ပေါ့နော်ပြီးတော့ဒီကောင်းတဲ့ဝီတွေကိုရွေးတောက်ပါဘူး GCB standard နဲ့အညီ ဖြစ်နိုင်တယ်ရှိတယ် စိုက်ထားတဲ့ဝီတွေကိုရွေးတောက်ပါပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဗျာအပင်ထိုက်တယ်ဆိုတဲ့နေရာမှာဒီကျမ်းမာရေးနဲ့မညီညွတ်တဲ့အရာတွေကိုတုံးပြီးတော့စိုက်လို့ရှိရင်ဗျာ ဟုတ်တယ် တောက်တဲ့အချိန်မှာကျွန်တော်တို့ ကိုယ်သက်စိုးကျိုးတွေရှိတယ် ဆိုးကျိုးတွေခန်းသားတာပဲကျိန်းနေတယ်ဗျာဒီရိတ်သိမ်းကန်ဒီမှာမူသက်သီးတွေတုံးနေဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့မူသက်သီးတွေတောက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အဆုပ်ကတိုက်ရိုက်ခံစားရတာ ဟုတ်တယ်အဲ့ဒါကြီးကြောင့် အဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရတာပေါ့နော် ဟုတ်တယ် အဲ့တော့ဟိုဝီကောင်းကောင်းရွေးတောက်ပါတော့နော်အဲ့လို organic စိုက်ထားတဲ့ပစ္စည်းတွေကိုရွေးတောက်ပါတော့နော်ပြီးတော့စိုက်တဲ့သူတွေကိုလည်းအဲ့လို organic ကိုဦးစားပေးပြီးတော့စိုက်ချင်ပြီးနေတယ်ပေါ့ဟုတ် အခုလက်ရှိစိုက်နေတဲ့လူတွေပါရှိတယ်ဟိုနားမလဲတာတွေပါရှိတယ်ဒီ brother ကိုမီးလို့ရတယ်နော် brother ပြပြတယ် brother ပြီး ကျွန် တာ တော်တိတော့ရှင်းပြပေးပါ တော့မီးလို့ရတယ်နော် ပြီးတော့ကျွန်တော်ပြေးပါလေနောက်ဒီ growing နဲ့ပတ်သက်တဲ့ဟာကိုဒီ စီစာယူတာနေပြီးတော့ harvest လုပ်တဲ့အထိကိုဒီအကျေတဝင်းကျွန်တော် post တင်ပြီးတော့ရှင်းပြဖို့ရှိတယ်နောက်နှစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်ဆိုင်ဖွင့်ပြီးရင်တော့ဗောနော်ကျွန်တော်အဲ့လိုလာနေပြီးတော့တင်ရင်လည်းကျွန်တော်အဲ့လိုလာ3လကျွန်တော်လုပ်ဖို့ကြိုးစားနေတယ် အခုနောက်ပိုင်းတော့တိုင်းဥပဒေပေါ်ဟိုအစင်ပြောတော့ပြေသွားပြီလို့ထင်တာ brother လောနေသွားပြီလို့ထင်တယ် လက်ရှိထိရောသူကrule and regulation ကိုသူကပိုကောင်းလာအောင်ချိန်လာတာပေါ့နော်ဒီတောက်သုံးတဲ့နေရာမှာလည်း recreation တွေကိုကျွန်တော်တို့စနစ်တကျဖြစ်အောင်ဒီ medical နဲ့အညီသုံးစွဲအောင်ဒီစီးစာတွေလောက်ခိုင်းတယ်ပြီးတော့ fan တွေ fan တွေဘက်ကိုလည်းဒီမကောင်းတဲ့ဝီတွေမဖြစ်အောင်GACB standard တွေတတ်မှတ်တယ်ဒီ fan တွေကိုလည်း GACB နဲ့ညီတဲ့ဆေးဝါးတွေအာဟာရတွေသုံးမှုညွှန်ကြားတယ်ပေါ့နော်နောက်လည်းဒီဥပဒေတွေကပိုကောင်းတဲ့အရာကိုသူတို့ရှာဖွေတွေ့ရှိလာရင် research တွေကရှာဖွေတွေ့ရှိလာလို့ရှိရင်သူတို့ကထပ်ပြီးတော့ပြုပြင်ပြောင်းလဲအောင်ပါပဲကျွန်တော်တို့အဲ့လိုမြင်တယ်ပေါ့နော် ပိုကောင်းတဲ့ဘက်ကပဲသွားပိုဘိုင်းပိုပြီးတော့အစင်ပြေတာဖို့ပဲသွား လူတွေလည်းပို့ပြီးတော့ကျမ်းမာရေးနဲ့ညီညွတ်စေဖို့အတွက်လို့ကျွန်တော်မြင်တယ်ပေါ့နော်မြန်မာပြည်မှာတကယ်လို့legal ရမယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့အဲ့ဒီလူမျိုးပဲဖြစ်စီနေတယ်ကျွန်တော်တို့ဒီ2020ရနေပြီးတော့လက်ရှိအချိန်ထိမြန်မာပြည်မှာ legal ရစီခြင်းတယ်ဗျာ legal ရလို့ရှိရင်ဆိုင်းနိုင်အောင်ကျွန်တော်မျိုးတွေထုတ်နေတာလည်းပါတယ်ဗျာတကယ် legal ရရင်လည်းအခုလိုမျိုးထိုင်းလိုမျိုးလက်ရှိလိုမျိုးစနစ်တကျနဲ့ပေါ့နော်ဒီ16နှစ်အသက်22နှစ်မပြည့်တဲ့လူငယ်တွေရဲ့လက်ထဲကိုစီးကြောက်ဒီမရောက်အောင်ဒီလူကိုလည်းတကယ်ကိုစီးဝါးနဲ့ပေါ့နော်စီးတာနဲ့အညီပေါ့နော်လူတယောက်ကို over တစ်လကို30 gram ငါဟိုတတ်မှတ်ပြီးထားတာဒါတွေကတကယ်တမ်းကျတော့တင့်တော်တယ်ဗျာဒီ overdose တွေဖြစ်တော့ဘူးပေါ့နော်ကျွန်တော်အမြင်ရတော့အဲ့လိုမျိုးကောင်းပါတော့ရည်ရှိအတွက်ဆိုရင်ပေါ့အဲ့ဒါဆိုလို့ရှိရင်အခုထိုင်းရဒီ law တွေပါတွေရတယ်ဟိုကျွန်တော်လည်းကြိုက်တယ်ဘာလို့လဲဆိုတော့ရှင်းမှာသူတို့အခုဗျာကျွန်တော်တို့ sales စာရွက်တွေလိုတယ်ဆိုတာကလေသူတို့နိုင်ငံဆိုဘယ်ကောစတုံနာလဲဆိုတော့သူတို့မသိတယ်ဆိုတော့အခုမရဘူးလေနော်ဘယ်သူကတောက်သုံးဝင်ရှိတယ်မရှိတယ်ဆိုတာသူအခုတစ်ခုတော့ရတဲ့တယ်ပြီးတော့ data ရတဲ့တယ်ဘယ်သူတွေကဘယ်မျိုးကဘယ်လောက်တောက်ကြတယ်ဟုတ်လားအဲ့ဒီ data မှာမူတည်ပြီးတော့သူတို့ကဒီမျိုးတွေကိုဖွင့်ပြအောင်ပြန်လုပ်ပေးမှာလို့ကျွန်တော်လည်းခံစားရတယ်ပေါ့နော်ဒါတွေကပေးနေတာပြီးတော့ sales စာဆိုတာလည်းဗျာတလားမှာဘယ်လောက်လဲပြရာခဏန်းပဲရှိတာနော်ဘက်ဟိုလို4-5တော့မကြော်ဘူးဘက်ရာခဏန်းဆိုတဲ့အတွက်ဗျာဒါကတော့ဟိုဟာကိုတော်လို့တဲ့နေရာမှာတော့မူတည်တာပေါ့နော်အဲ့လိုမျိုးအစားအစာကိုအဲ့လိုမျိုးဂျာကန်နဲ့မကြုံတဲ့အတွက်ကြုံတာတယောက်မှန်ရင်တော့ဒီတော့ကတော့လုံထားတင်တာပဲနော်လုံထားတင်တယ်ဒါတွေကဆောင်းရသူတို့ဟုတ်တာမများဘူးဒီကိုဘက်ကလည်းစားရစာနဲ့စုံလင်းနေတယ်အချက်တွေမှန်ကန်နေတယ်ဆိုရင်သူတို့ရဲ့ဒီဖောင်ထဲမှာရှိနေတယ်ဆိုတော့သူတို့လက်ကိုတွေဘာမှလုပ်ရမှာမဟုတ်ဘူးနော်အဲ့ဒါကိုဘက်ကလည်းဆောင်းဖောင်ထဲမှာလည်းရှိနေသေးတယ်ရှိနေသေးတယ်ဘာလို့လဲသူရတယ်ဒီနိုင်ငံဟိုဒီဟာတွေလုံးမယ်ဘယ်နိုင်ငံမှမရနော်ဒီထိုင်းမှာပဲဒါရတယ်ကျေးဇူးတော်တကယ်တင်ရမှာဟုတ်တယ်ကျွန်တော်တို့ဆိုတကယ်ကျေးဇူးတင်တယ်ဗျာကျေးဇူးတင်တယ်သူတို့ဒီလိုစေးသားတွေလှုပ်ထားခြင်းအပြင်သူတို့ research and development ပေါ့နော်ဒီစေးကြောက်လောကကိုပို့ပြီးတော့
တိုးတက်အောင်ကောင်းတဲ့အရာတွေဖြစ်လာ တကယ်လားအကုန်လုံးပဲအခုဆိုပါဆိုစိတ်တော့တောက်သုံးတဲ့လူကြီးကသူမှသူတန်း data တွေ တန်း10တန်းလောက်ပဲရှိရသူကသူတို့မှ10တန်းလောက်တော့သူတို့မှဟာတကယ်တော့များနေဆိုသူတို့ဓာကြီးတစ်ခုကိုသိရမှာလုံပေးပါသူတို့လည်းဝင်ငွေတစ်ခုလာရနေပြီနော် ဟုတ်တယ် အဲ့ဒါကိုရီလည်းလုံးတင်နေပေါ့နော်ကျွန်တော်ကတော့အားပေးရဲအဲ့လိုစေးစာတွေအဲ့လိုအထောက်ထားတွေအကုန်ဖတ်မှတ်ကန်လုတ်ပြီးတော့ဘောင်ထဲကနေတရားဥပဒေတွေနေတာအဲ့လိုလုတ်တယ်ဆိုတော့ကောင်းတယ်ပေါ့နော်ကိုကစတုံနာဆိုရင်လည်းစေးစာရွက်တွေလုတ်ပြီးတောက်ပေါ့နော်အဲ့ဒါလေးကရန်ကောင်း fan တွေအနေနဲ့လည်းဒီ GACP standard နဲ့အညီစိုက်ပြီးတင်နေ GACP standard နဲ့ညီတဲ့ဒီအာဟာရတွေအဲဒီပိုးကာဝယ်ကြီးတွေမှုကာဝယ်ကြီးတွေတုံးသေးတယ် သုံးတယ်နော် ပြီးတော့ drying ဖြစ်လောက်တဲ့အချိန်မှာလည်းဒီမှုတွေမဖြစ် မ အောင် ဖြစ်အောင်နော် ဒီ quality ကိုမလျော့အောင်ပေါ့နော်ဒီ မိုးတော်တဲ့အဘူးတွေဆိုလို့ရှိရင်တောက်ကရဲ့လူကသာတော့လေချောင်းယောဂါတွေဖြစ်နိုင်ရမ်းများတာပေါ့နော်အခုနောက်ဆုံးနေ့ကိုနေတယ်ဆိုအခုရဲ့ဒီဗန်ချက်တွေကပြည့်ပြီးတော့ကိုခံစားအခုကအဲ့လိုငယ်တဲ့အဘူးရဲ့ဒီဗန်ချက်တွေကပြည့်ပြီးတော့ခံစားရတာပြီးတော့အခုတော့သွားခြင်းတဲ့ ghost ကရောဘာတွေလဲပေါ့လို့သွားခြင်းတဲ့အခုရီမန်ဂျပန်နိုင်ဘာတွေရောဘာလဲဘာတွေရှိပြောတာမျိုးပါ ကျွန်တော်ရီမန်းချက်တွေကတော့ဒီ website ရင်တဲ့ရီမန်းချက်ကတော့ပြည့်တယ်ပေါ့နော်ဒါပေမဲ့တခြားကူသွားခြင်းတဲ့ရီမန်းချက်ကတော့မပြည့်သေးဘူးပေါ့နော်ကျွန်တော်ဒီထက် ဘယ်လောက်ဒီအခုနောက်ဆုံးပြအခုနောက်ဆုံးကိုယ့်ရဲ့အိမ်ဘက်ကိုပြောပြကြည့် ကျွန်တော်ရဲ့အိမ်မက်ကဒီ Burmese Genetics ဆိုတဲ့ဒီ C bank ကိုကျွန်တော် international အထိသွားခြင်းဒီသွားခြင်းစိုက်တာကိုတော့ကျွန်တော်ကဒီကိုထိန်းသိမ်းနိုင်တဲ့ကျွန်တော်ဒီအင်ဒိုရွန်အပင်100လောက်ပေါ့နော်အောက်တော့ကတော့ကျွန်တော်စိုက်တာဟိုများပြီဗျာအတွေ့အကြုံများပြီအင်ဒိုရွန်ကိုကျွန်တော်100အပင်100လောက်ကိုကျွန်တော်ပုံမှန်လေးစိုက်မယ်ကျွန်တော်အဓိကကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်ကကျွန်တော်ရဲ့ goal ကတော့ကျွန်တော်ကဒီ Burmese Genetics ဆိုတဲ့ C bank ကျွန်တော်ရဲ့ဒီကွန်းတော့ဘာမှဆိုတဲ့ strain ကိုကျွန်တော် international ကြီးပေါက်ချင်တာပေါ့ကျွန်တော်ရဲ့အခုပေါ့နော်နောက်9နှစ်10နှစ်အဲ့လိုဒီမှ ညာနေတဲ့ fan ကိုဖြည့်ရနေတာပေါ့နော်ဟုတ် ဖြစ်ချင်တာပေါ့ အဲ့ဒါဆိုလို့ရှိရင်တော့ဟုတ်ကျွန်တော်ဖြည့်ပြီးတဲ့ဟိုကျေးဇူးအများကြီးတင်ပါတယ်ကိုဟုတ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ် Okay bye bye စားရအောင်